Film Audio Channel ကိုနားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီ channel လေးကနေနားဆင်ကြကောင်းတဲ့ပြည်စလဲများစွာကိုအမြင်မပြတ်တင်ဆက်ပေးနေရဖြစ်ပါတယ်။ဒီနေ့မှာတော့စာရေးသူဆိုတွေပါရေးသားထားတဲ့ Oh My God ဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်း30ကိုဖတ်ပြတင်ဆက်ပေးမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုဖတ်ပြတင်ဆက်ခွင့်ပေးတဲ့အတွေ့စာရေးသူဆိုတွေဘက်ကိုထူးကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ပါဇာတ်လမ်းလေးမတင်ဆက်ခင်မှာတော်ရဲ့ channel ကိုလည်း subscribe နှိပ်ပြီးတော့အားပေးခဲ့ကြပါအောင်နော်။ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုခုပဲစတင်ပေးလိုက်ပါတော့မယ်ရှင်။လဲနေတယ်။အားထည့်ပြီးတော့လဲစရာမို့လေထိုတသားဝိုင်းကအလဲမပြတ်သေးပါ။အရှိန်နဲ့လဲမြဲလဲနေစေ။ထိုဝိုင်းကိုအာရုံစူးစိုက်ကြည့်နေနိုးနိုင်ရဲ့မျက်စံနဲ့ကလေးကလည်းဝိုင်းကြီးပပဖြစ်နေပါ යි ။တသားဝိုင်းပေါ်ရိုက်ထားတဲ့တန်တဲ့တေးသေးလေးတွေနဲ့ဖြော်ရည်ပိုက်လေးတွေရိုက်ခတ်တဲ့အတဲ့တညံ့ညံ့နဲ့တသားဝိုင်းရလို့ပတ်ရက်တဲ့နေရာပေါင်းမဲရှိရင်ပေါက်ပြီးတော့ပေါင်မဲမရှိရင်တော့မပေါက်ပါဘူး။လဲနေတဲ့တသားဝိုင်းကိုနိုးနိုင်တဆိုင်မမတ်ကြည့်နေမိ။တဖြည်းဖြည်းနှေးလာတဲ့တသားဝိုင်းနေတူဘယ်ဟာကြောင့်မလဲဆိုတာအားလုံးကရင်ခုန်စိတ်လှုပ်ရှားဆောင်နေကြည့်နေရင်နိုးနိုင်လည်းရင်ခုန်နေလေ။ခင်းစစ်ကြကွာခင်းစစ်ကြစုံစုံမရက်သေးပြီမိတသားဝိုင်းကအလဲနှေးလာတာမလို့ခင်းစစ်ကြဖို့ရဲ့နိုးနိုင်စတောင်းမိရင်အိမ်ကိုဝဲခန့်ရင်ဒီတက်ကောင်းတဲ့ပစ္စည်းကိုရမယ်ဆိုပေမဲ့မဲပေါက်ကျင်အားရှားလာတဲ့အဲ့ဒီကိစ္စ2000နဲ့လေးကိုရှားဖို့ရင်နိုးနိုင်ရဲ့အပတ်တကုတ်စူးစမ်းနေပါ යි လက်ထဲမှာတော့3ခါလက်ထားကတခါပေါက်ထားတဲ့ရေခဲမှုရှိကျန်တာဘလားပဲပေါက်တယ်ဟာဘလားတဲ့စိတ်ပြစ်တယ်လို့နိုးနိုင်ရဲ့ရှေးရွပြီးတော့ပါဇက်ထဲကိုလက်ထဲရေခဲမှုတစ်ခုကိုတတ်လိုက်ပါ යි ပြီးရင်တော့ဒေါသဖြစ်အနေနဲ့နှစ်ချက်လောက်ဝါလိုက်ပြီးတော့အေးခဲလုံးလုံးသွားရင်ထုံကျင်ကြိတ်တက်လာတာကြောင့်လေပါဇက်ထဲကနေပြန်ပြီးထွေးထုတ်လိုက်သည်တငယ်ချင်းရလားဘေးကတငယ်ချင်းဖြစ်တယ်ပါနောက်ကျောကိုပုတ်ပြီးအမလီငါသွားရတော့သွားပါပြီအေးလိုက်တာသွားရင်ကျင်းသွားတာများတကူလုံးချက်သိမွေးချင်းမှထပါ යි မရပါဘူးချင်းလုံးနိုင်လည်းမလျှော့နိုင်ပါဘူးဒီတက်ကောင်းနေဂိမ်းဆက်တွေကိုချင်းလုံးနိုင်ရဝဲနိုင်ပြီမိဒီဂိမ်းဆက်တေးသေးလေးကိုဝှေ့ယူခြင်းနေဒါကြောင့်အခုဝယ်နေတဲ့သူတယောက်ပြီးတာနေနောက်ထပ်ရေခဲမုံနေတခုဆဲဝဲပြီးတော့မဲနိုင်ပြီချင်းလုံးနိုင်ရဘယ်တော့မှရှော့မပြီးပါဘူးအခုတော့လူဆောင်ရမည်ငါစိတ်တူလိုက်တာလှဲ့နေကြပြီနိုးနိုင်လက်သေးလက်မောင်တန်းမိနိုးနိုင်တဲ့ဒီနေ့ဘူးရဲနေပါဘာရကြိတ်နေလဲတပိုင်တင်းတင်းဆော့ရမယ်လားလေမင်းတစ်ပြရမယ်အတန်းရှိရလေတင်းနှန်းကြီးနောက်ကျမကောင်းနော်တင်းနှန်းကိုတပိုင်နဲ့အတူလာပြီးတော့အပေါ်ရက်ကိုတပိုင်လိုက်လာတာကြောင့်လေတခါထက်ဆင်းလာပြီးတော့တပိုင်ကိုခေါ်ရတယ်အစင်းမှာဘာများဖြစ်လဲလို့စိုးရိမ်နေခဲ့ပေမယ့်အောင်လေးရောက်တော့ဆိုင်ငယ်ဘေးမှာတုတ်တုံမှမလုပ်ပြီးအပြဲဝဲဝဲနဲ့တနေရာကိုပြိုးကြညောင်ကြည့်နေတယ်တဲ့ကြီးအခုလေးခေါ်တော့မကြောက်လားမသိဘူးဟိတပိုင်ဟမ်နာနာကိုကဲ့အော်လိုက်ပြီးတော့နောက်ကျောကိုဘုံကနေထူလိုက်မှအိမ်မက်ရောင်သူလိုဟင်တပြီးတော့နိုးလာပါ යි မင်းပါကြည့်နေရလေမင်းတင်ရမယ်အတန်းရှိရလေခဏနေပါဦးငါချက်ကိုကြည့်နေလို့ဘာချက်လေဟိုမလီငါချက်ကိုငါတွေ့ပြီးဝေလွတ်မယ်တာပိုင်ရတနေရာကိုလင်ညိုထိုးပြတယ်လင်ညိုထိုးရအကြည့်ဆောင်တော့ဆိုင်ကနဲ့လာရောက်နေရေခဲမုံဆိုင်ပေးမှာညနာစုပုတ်ပုတ်နေရမ်းနေကောင်းလေးတယောက်ပါလွန်မတ်မျက်လုံးပြိုးရတယ်ထိုကောင်းလေးဝတ်ထားတာအဖြူနဲ့အစိမ်းချောင်းစိမ်းဆိုတော့ငယ်သေးဟေ့ကောင်မင်းနေတက်မြောက်ပေးတယ်မလုပ်ပါနဲ့ကွာဟိုကကလေးပဲရှိသေးတယ်တီကောင်ဝေလွန်မတ်ကိုတရောင်နဲ့ထိုးတော့မလို့ပြန်လိုက်ပါ යි နေတက်မြောက်ပေးငါလှုပ်ရှားလားငါတကယ်ချစ်မိလို့ပေါ့ကွာမင်းဟာလေချစ်ချင်းဝေလွန်းမှန်ကိုတာပိုင်ကောင်းရင်ပြမိရေမိဘတွေကုန်ကြီးမပါမင်းနဲ့တငယ်ချင်း3ယောက်ပေါင်းပြီးအနုပညာအပိုင်းအထူးသဖြင့်အကဆိုင်ရာမှာတင်တန်းဖွဲ့မှုထား6ရဲ့ကျောင်းဝင်ပေါက်နာတိုက်တိုက်မှာ1လလောက်ငှားပြက်ခဲ့သည်အခုလွန်းမှန်ကိုက Facebook မှာရှင်းပန်းစားနေတဲ့သူတွေအထူးသဖြင့်လွန်းမှန်နာမည်ရှာပြီးအကပိုင်းအစိုးပိုင်းစားရဲ့အနေနဲ့မှာတော်ရင်းဆိုတော့တင်တန်းမှာလူများတယ်ရုံရုံကြည်ကြည်လာတတ်ကြရင်အဲ့ဒီကနေတဆင့်တဖြည်းဖြည်းချင်းအဆက်တက်မိတင်နန်းကိုလာတဲ့ပထမဆုံးရက်မှပဲထိုကလေးကိုတွေ့ခဲ့တယ်။တခါတွေ့ရုံနဲ့သူ့ပေါ်ညွတ်သွားတဲ့စိတ်တွေကိုအချင်းလို့မတတ်မှတ်ခြင်းသေးပါဘူး။ဒါကြောင့်ရှက်ပိုင်းလောက်ဆောင်ခဲ့ပြီးတော့တပတ်လောက်ကြာတော့တေချာဘကထိုကလေးကိုသူချေရပါတယ်ဆိုတာတိတိကျကျတဲတဲကွယ်ကွယ်သိရပါတယ်။ချစ်ချင်းမဟုတ်ပါဘူးကွာ။ငါဒီကလေးကိုတွေ့ရ2ပတ်ကျော်ပြီ။ပထမဆုံးနေ့ကသူ့เจ้าပြန်မတွေ့ရငါ့ကိုငါပြန်ချင့်ချိန်ပြီးမှငါစိတ်ကိုလက်ခံလိုက်တာပါကွာတကယ်လား
တကယ်ပါကွာတခုကူညီပါအောင်မင်းကစားအခုတင်တဲ့ချိန်ကိုကုတင်ပေးအောင်ငါအဲ့ဒီကလေးစကားတော့ပြောချင်လို့ဟာဟဲ့ကောင်တားပိုက်ပြောချင်ရပြောပြီးတော့တားပိုက်ရရေခဲမှုဆိုင်ဘက်ကိုပြေးသွားတယ်သူရဲ့လက်ကိုလှမ်းဖက်လိုက်ပြီးမယ်လည်းမမိလိုက်ပါတင်တဲ့ချိန်ကလည်းစပါတော့မေစိတ်ပြက်လက်ပြက်ခေါင်းကုပ်ပြီးတော့အစားထိုးတင်ပေးုံနဲ့ဘာမှဖြစ်လာဘူးမို့တင်တဲ့အချိန်နောက်မကြောက်ဘူးအဓိကထားပြီးတော့အပေါ်တက်လာခဲ့ပါ යි သူကိစ္စလည်းပြေးပါစီဒီတခါလက်ပြန်တာလည်းဖလာကြလို့ထိုကလေးကစိတ်တူနေတဲ့ပုံမှာတာပိုင်ပြုံးမိရင်ခမင်းစားကြောင်းစင်းချိန်တစ်ချိန်လုံးဒီကလေးကရေခဲမုန်းဆိုင်ရတဖွားမှမခွာပါဘူးကြည့်ပုံရခေးစစ်လိုချင်နေတဲ့ပုံမှာပဲအကဲဖြတ်ကြည့်သလောက်ဝယ်နိုင်လောက်တဲ့ပမာဏကိုမဲနိုင်ပြီးပဲမဲပေါက်ချင်နေကျွန်တော်ရေခဲမုန်း200နဲ့တခုလောက်ကို့အတန်ကြောင်ထိုကလေးကလှည့်ကြည့်သူ့မျက်ဝန်းလေးမှာဖြတ်ပြေးသွားတဲ့အချိန်တစ်ခုမျက်လုံးလေးကအနှင်းငယ်ပွင့်အားလာတာပန်းကလေးလိုပါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲပထမဆုံးမျက်နှာချင်းဆိုင်ပူတဲ့ကိုရိုနီယာကြားမှာဒီလိုမျိုးဖြစ်စရာမရှိပါဘူးကိုဘကထိုကလေးပေါ်အချစ်လွန်လို့အတွေးဆန်းတာဖြစ်ပြီရှင်နိုးနိုင်တော်တော်လေးပေါက်တာလည်းမဟုတ်ဘဲနဲ့သူပြရတငယ်ချင်းရဲ့အတန်းရှင်နိုးနိုင်နေထိုကလေးနာမည်ရှင်နိုးနိုင်နေလားတောင်ကိုမြက်မြက်နုံနုံနဲ့ခေါ်မယ်ရှင်နိုးလေးပေါ့ငါအဲ့ဒီကိစ္စပေါက်မှာဖြစ်မှာကွာအသားနေဒီကိုပြီးငါဆက်လဲမှာမင်းမေဝဲခိုင်ဒီတက်ကောင်လာရမအောင် no ငါကြပဲယူမှာအခုလဲလေဗျငေးကျူနေနေလေအနောက်မှာလူတွေရှိသေးတယ်အော်အခွင့်ရတော့အဲ့ဒီကလေးကိုငေးတာမေးသားပြန်ပြီအဆက်ပြေလဲပဲကိုကွက်သက်ပြီးတော့ဂိမ်းစစ်ကြားလောက်မဲ့ပမာဏကိုတိုင်းစားပြီးတော့လှည့်လိုက်ကြည့်ဂိမ်းစစ်ပေါက်စမ်းမှာဒါမှသူလေးနေရင်းနေမှာအဲ့ဒီကလေးကိုကြည့်တော့သူကလည်းတက်သားဝိုင်းကိုပဲစိတ်ဝင်တစားကြည့်နေဧကနာမိမိဂိမ်းစစ်မပေါက်ဖို့များစိုးတောင်းနေလားအဲ့လိုတွေးမိတော့ပြုံးရပြန်နေဟာဂိမ်းစစ်ပေါက်သွားပြီရှင်နိုးလေးရဲ့မချစ်တင်ရဲ့ရည်ရွယ်တဲ့ပေါက်သွားတာကိုတောင်မသိဘူးတက်သားဝိုင်းကိုကြည့်ရောဂိမ်းစစ်ဆိုတဲ့စာတန်းလေးနဲ့ပိုက်ကလေးကတစ်ထက်ချေပါတာပိုက်စူတောင်းနေပြည့်လေပါပြီရေခဲမုံတဲ့ပေးလာတဲ့ဂိမ်းစစ်ကိုယူလိုက်ပြီးတော့ရှင်နိုးလေးဘက်ကိုလှည့်လိုက်တော့သူလေးကကြောင်ဘက်ကိုသားနေပြီဘလို့တောင်ရှောက်လိုက်တာလဲမြန်လိုက်တာဟေ့ညီရှင်နိုးနာမည်ခေါ်တန်းကြောင့်ရှင်နိုးကလှည့်ကြည့်သူ့ရဲ့မျက်မှောက်လေးခက်ကုတ်ကုတ်ပါအမြင်ပြေးပြီးတော့သူ့ရဲ့ရှေ့ရတော့မျက်လုံးလန့်ကြည့်ပြီးကျွန်တော်နာမည်ဘလို့သိရလဲအော်အခုနာရှင်တို့တငယ်ချင်းခေါ်လိုက်လို့လေဒါနဲ့ဒီကိန်းဆက်ယူမလားကိုကမလိုပါဘူးရေခဲမုံစားခြင်းလို့ဝယ်စားတာကိုမျက်လုံးလှမ်းကြည့်ထားရကနေလက်လန်းပြေးလိုက်တဲ့ကိန်းဆက်လေးကိုရှင်တို့လေးကကြည့်နေပါတယ်ပြီးတော့တိုးတိတ်တဲ့အတန်လေးနဲ့ကျွန်တော်မဲပေါက်တယ်မဟုတ်ပဲဆိုပြီးလူကျန်တက်မှတ်တဲ့မျက်လုံးတွေနဲ့ကိန်းဆက်ကိုကြည့်ပြီးညင်းနေလူကျန်အောင်ဟန်ဆောင်နေတဲ့ရှင်တို့လေးပါဒါဆိုကို့ကိုဒါလေးပြလိုက်ရှင်တို့ကင်ထားတဲ့ရေခဲမုံကိုဆွဲယူပြီးတော့ရှင်တို့လက်ထဲကိုကိန်းဆက်ထည့်ပေးလိုက်တယ်โอเคမင်းပေါက်တယ်လို့မှတ်လိုက်လေအဆင်ပြေမလားကျေးဇူးပါဗျလာတော့စုတငယ်ချင်းသူ့တငယ်ချင်းခေါ်ပြီးတော့ကြောင်းဝင်းနဲ့ဝင်သွားတာကိုမျက်စိတစုံကြည့်နေပြီပါဇက်ကနေသူ့တငယ်ချင်းကိုဘာတွေပြောနေမသိခုံဆွဆွလေးနဲ့ကြောင်းဝင်းထဲကနေတစင်သူ့တန်းရှိအောင်သွားနေကြောပြင်းသေးသေးလေးကလာဖက်လဲပါလို့ဖိတ်ခေါ်နေတယ်လို့ပါကျောင်းဆောင်ဘက်ကိုကြွေသွားရင်တော့သူ့လေးကိုကြည့်လို့မရတော့ပါဘူးလုံးလုံးပြောက်ွယ်လို့သွားလေတပိုင်တပြင်းချမိဟာငါနာမည်တောင်မပြောလိုက်အောင်ကြည်စံငေးကောင်းကောင်းနဲ့ငေးနေတာကို့နာမည်ကိုတောင်မှမပြောလိုက်ရအောင်အမလီဟန်သားပိုင်ရဲ့မင်းနဲ့လွဲလေတဲ့အလွင်နောက်ရကြတွေ့ရင်မိတ်ဆက်လို့ရတာပဲဟာကို့အကြံကိုလက်ခုပ်တီးပြီးချီကျူးလိုက်မိဟုတ်သားပဲဒီနေ့နာမည်ပြောမိတ်ဆက်လိုက်ရင်နောက်ရက်တွေမှာချင်နိုးလေးနဲ့စကားဆဝယ်ရအကြောင်းဖန်ရလိမ့်မယ်အခုတော့အကြောင်းမဖန်မနဲ့အသင်းရှိနေပါရင်လက်တောင်ကိုကွေးပြီးတော့ရေးလို့អော်ပြီးတော့တင်နှန်းစီကိုသွားလိုက်တော့ရင်ဒီနေ့ဖို့အပြောမဆုံးပါဘူးချင်နိုးလေးကိုမြမြနဲ့လို့ချစ်ရတဲ့ချင်နိုးလေးအမေအဖေတားပြန်လာပြီဒီအချိန်အဲကန်ထဲမှာပဲရှိတတ်လို့ဘယ်မှမဝေးတော့ပြီအမေတို့စီကိုပဲရှောက်လာခဲ့တော့တယ်ဆိုဖာမှာထိုင်နေအမေကလက်တဆန်ဆန်တန်းစီးကျတော့ရင်ခွင်တွဲခဏလောက်ဝင်ခိုးပြီးတော့အမေပေါင်းကိုနမ်းရှိုက်လိုက်တယ်အမေကလည်းပါးပြေကိုလာပြီးတော့နမ်းရှိုက်တယ်ပြီးရင်တော့ဖေးစီသွားပြီးတော့ပါးပြေကိုတစ်ခါနမ်းရတယ်အဖေကတော့ကိုယ့်ရဲ့နှစ်ဖူလက်ညှိုးလက်မောင်းပေါင်းပြီးတော့ထောက်ကနေမြောက်အသားလေးတောက်လိုက်ပါရင်ဒါခဏနာတော့မင်းတော့ဖေနဲ့မီပြီးရင်ခိုင်းလာတော့မှဆိုတော့ဟုတ်ပြီသားငယ်
အမေတို့နှုတ်ဆက်ခဲ့ပြီးတော့အိမ်မော်တက်လာခဲ့ပါရင်ကြောင်ဆိုင်မိကျူရှင်တမ်းမတက်ရပါဘူး၄နာရီခွဲထိကိုမနာချိတ်ချီအဲ့ဒီချိန်မှာအဖေနဲ့မေကခိန်းစော်လိုင်းတုံးပါညာခွင့်ပြုထားပြီးတော့ကျန်တဲ့ချိန်ရောစားလို့ရတယ်အမေရဲ့ထိန်းချမှုနဲ့ကိုကလည်းဖုန်းကိုပုံမှန်ထက်ပိုပြီးမသုံးပါဘူးသူကလေးငါကလေးရတရားကောင်းပါတယ်လို့အမေကထိုစကားတစ်ခေါက်နဲ့ဆုံးမထားတယ်လေးလေးတချွန်းချွန်းနဲ့အပေါ်ရက်ကိုစိတ်လက်ပေါ်ပါစာတက်လာတယ်အခန်းထဲရရောက်ချင်းကလေးမောင်ထိုင်းပြီးတော့လွယ်ထက်ကဂိမ်းဆက်ကိုအမြန်ထုတ်ယူလိုက်တယ်ပြီးတော့ဂိမ်းဆက်ရဲ့အဖုံးလေးကိုလက်ညိုးလေးနဲ့ပုတ်ဆွဲလိုက်ပါတယ်ဘယ်လောက်မှမတန်ပါဘူးဒီဂိမ်းဆက်လေးကဒါပေမဲ့မဲနိုင်ပြီးတော့ပေါက်ချင်တာမို့အတန်စူးစမ်းခဲ့ပေမဲ့ဗလာပဲမြဲခဲ့တယ်ဒါပေမဲ့ဒီဂိမ်းဆက်လေးကမိမိလိုချင်တဲ့ဆန္ဒပြေမိမိချစ်တဲ့သူရဲ့လက်ဆောင်ပစ္စည်းကိုနဲ့တည့်ရတဲ့ဟန်သားပိုင်းဆိုရင်နှုတ်ရဲ့လက်ဆောင်နှုတ်တူတူလေးနှုတ်နဲ့ရေရွက်မိရဲ့ကြိတ်ပြီးချင်ရတဲ့နှုတ်ကိုမြဝါထင်နဲ့တွေးလိုက်ရတာတွေအတော်အံ့ဩပါတယ်အဲ့ဒီချိန်ကပျော်သွားလို့ဖြစ်လာတဲ့မျက်နှာမူရအောင်တောင်မှကို့မှမထိတ်လိုက်နိုင်ပါဘူးနားချိန်မှာလိုင်းသုံးနေရဲ့နေ့နှုတ်ကတဲ့အကဗီဒီယိုဖိုင်တစ်ခုကိုတွေ့ရကနေဆွဲလန်းပြီးကိုကငယ်တရားကိုကြောင်ပြပြီးတော့ကိုမချစ်ဘူးလို့လိန်နေစေပါနှုတ်ကသူဝါနာပါကိုကြောင်းနေတဲ့သူဖြစ်တယ်ကိုကတော့ကြောင်းသားပဲဖြစ်တယ်ကြောင်းနားမှာတင်တဲ့ဖွင့်တာသိပြီမေတခါမှတော့လူလုံးမြင်ခဲ့ဘူးအောင်မြင်တွေ့ဖို့အတွက်လေထိုတင်တဲ့ကိုကြည့်ပြီးတော့စူးစမ်းမြုံငေးခဲ့ဘူးလေဒီနေ့မှကန်ကောင်းထောင်းမလို့ရေးစက်ဆောင်ရတယ်ခိန်းဆက်ကိုလာပြီးတယ်တဲ့နိုးနိုင်မျောမှန်းထားတဲ့ကိစ္စမဟုတ်ပါဘူးဘယ်လိုကိစ္စနဲ့မှပတ်သက်မှုမရှိဘဲနဲ့တကူတကခေါ်ပေးတာမို့ပူပြောပါ ਈ နိုးရပေးခိန်းဆက်လေးခိန်းဆက်ကိုဖတ်ပြီးတော့ကရင်မော်နဲ့အိတ်လိုက်တယ်နိုးပေးတယ်ဆိုရင်အတွေ့အရှင်ကိုနှွေးထွေးစေပါလေပြီးတော့သူ့ရဲ့လက်နဲ့ထိတွေ့ခဲ့တဲ့ပြည့်စည်ဆိုရင်အထင်ဟာရှင်ကိုကြည်နူးစေပါ ਈ ဟုတ်တာဒီနေ့နို့အကတဲ့တင်ပါပြီကရင်မော်စကနေထပြီးတော့စပွဲပေါ်ဖုန်းကိုအမြန်ယူပြီးလိုင်းဖွင့်ပြီးတော့တကာရင် page တွေဝင်လိုက်တယ်ဒီနေ့ပြည်သက်ရဲ့တောင်းဆိုမှုနဲ့နိုးရဲ့တကူတော့အကဗီဒီယိုတက်ကိုတင်မှဖြစ်တယ် page မှာနိုင်ဝဲအကျော်တင်ထားတဲ့နို့တူရဲ့အကခဏလေးနဲ့ကြည့်သူတိမ်ကျော်နေပြီအဲ့ဒီဗီဒီယိုနိုးနိုင်ဖွဲ့ကြည့်မိရင်စားလို့ရလို့ပြင်ပန်းနိုင်နိုးရဲ့အကဗီဒီယိုနဲ့ခြေဖြောင်းမြင်မှုအခုလည်းခဏလောက်အပန်းဖြေမိနိုးဆိုတဲ့ပေဖို့အတိတ်ပဲတက်ရောက်တဲ့လူသားရဲ့ခန္ဓာကိုယ်လှုပ်ရှားဟန်တဲစင်ထဲမှာစီးမျောနေဟန်လွတ်နေရဲ့စံတွေစပြီးထိုရနိုးနိုင်အတွက်ဆွဲလန်းရပါနိုးကိုယ်တိုင်ပေးခဲ့တဲ့ကိစ္စကိုရေဝဲပိုက်ပြီးတော့နိုးရဲ့မျက်နှာကိုကြည့်ရတာလောက်ငြိမ်ညောင်းတဲ့အရာသာမရှိပါဘူးတော်လိုက်တာနိုးနိုင်ချီးကျူးမိပါရဲ့နိုးကသူတို့ဖဲ့တယ်မှာအတော်ဆုံးမှာဒီအတွေ့အချစ်နိုးနိုင်ခံယူထားတဲ့အတွေ့သက်သက်ပဲဖြစ်တယ်နိုးထက်တော်တဲ့သူရှိပေမဲ့လေပေါ့အဲ့ဒီဗီဒီယိုကြည့်နေတဲ့နိုးနိုင်ရဲ့နှက်ခမ်းလေးကလာကျန်းတရန်လှပလို့မှရင်မြဝနဲ့ကကြည်နူးရိတ်တွေရလေဘေးလူမြင်ရလောက်ရိတ်ရိတ်ချင်းနေချစ်တယ်နို့ထို့သူ့ရေရွေးလိုက်ပြီးတော့ကရင်မော်ပြန်လဲပြီးနို့ရဲ့အကောက်ကိုပဲကြည့်နေမိရင်နို့ကအမှန်ဆိုရင်တင့်တယ်လို့နေသူပါလေပြီးတော့နာမည်နဲ့လိုက်အောင်ကိုယ့်ရဲ့ငြိမ်းချမ်းမှုလေးနောက်ထပ်အသက်တဖန်မွေးဖွားလာတဲ့နေ့ရက်တိုင်းမှာရှင်နိုးလေးကိုတွေးဖို့အတွက်သမင်းစားစင်းနေမှာတင်းနဲ့အောက်ထက်မှာရက်ဆောင်နေခဲ့တယ်။ဒါပေမဲ့လည်း2ရက်လောက်ရှိတော့ပြီ။ရှင်နိုးလေးကသမင်းစားချိန်မှာကျောင်းပြန်ထွက်ပြီးတော့မုံဝဲပါအောင်။ချေရတဲ့ကိုကတော့သူ့လေးထွက်လိမ့်လားလို့တွေးပြီးတော့မျောနေရတာပေါ့လေ။သူ့လေးနဲ့ကောင်းကောင်းမွန်မွန်တွေးနိုင်မှုတင်းနဲ့ချိန်တောင်မှမနေ့ကိုပြောင်းလိုက်ပြီဖြစ်တယ်။ဒီနေ့လေးသမင်းစားစင်းချိန်မှာရှင်နိုးလေးကအပြင်ထွက်မလာပါဘူး။ဒါကြောင့်အပြင်ကျောင်းဆင်းမှုကိုပဲတင်းထဲမှာပြင်းပြင်းကြီးထိုင်ဆောင်နေရတယ်။ဟဲ့တာပိုင်နင်းမျက်နှာမှုန်တိုးတိုးနဲ့ဘာဖြစ်နေရလဲ။နေသက်ကဘေးမှာဝဲထိုင်နေမေးလိုက်တယ်။ကိုရင်မျက်နှာအနေထားစိတ်ညစ်နေမှတိတ်တာသွားပြီထင်ပါလေ။တီတော့တိတ်တာမှာပါ။ကိုရင်စိတ်ချနေဟိုးအောက်ဆုံးရောက်နေရောမျက်နှာအနေထားအတော်လေးနွမ်းနေမှသိကြတယ်။ဟဲ့ဘာဖြစ်တာလဲလို့စိတ်မရှိတော့တဲ့နေသက်ကတာပိုင်နောက်ကျောကိုအုံကနေချိုင်းလိုက်ပြီးတော့ထပ်မေးတကယ်စိတ်ကပြင်လက်တစ်ဆက်ပါဆိုမေးရမဖြေပဲနေအိုက်တင်လာခံနေသေးရဲ့တဲ့မိသက်ငါကြောခွဲတော့မယ်အရိုက်ခံလိုက်ရတဲ့ကြောပြင်ကိုလက်ပြန်ပွဲပြီးတော့နှွေသက်ကိုပူးကြည့်ကြည့်လိုက်တယ်အဲ့ဒီနှွေသက်ကလေသူတခေါမေးလို့မဖြစ်ရင်နောက်တခေါမေးတာနဲ့လက်ကတန်းပါလာပြီးသားကျင်းဆန်းနေတဲ့ကြောပြင်ကြောင့်လေ
ရှင်တို့လေးကိုလွမ်းလို့ဖေးနေရတောင်မှဘယ်ရောက်တော့မှမသိပါဘူးဟန်တာပိုင်ဘဝလွမ်းနာတောင်မှကောင်းကောင်းမလွမ်းရတဲ့ဘဝပါငါမေးရဖြေပါအောင်ဘာဖြစ်တာလဲဒီတစ်ခါနေတဲ့ရဲ့အမေမှတော့လက်မပါခဲ့ပါဘူးနေတဲ့ရဲ့အမေစကားကြောင့်အလွမ်းဝေဒနာရှင်နေကိုတပံပြန်လဲလွမ်းမိုးလာတဲ့အခါနေရန်ကိုမိလိုက်ပြီးတော့တပြင်းချလိုက်တယ်ပြီးတော့မျက်နှာကျက်ကိုမောက်ကြည့်ပြီးတော့ရှင်တို့လေးမျက်နှာကိုပုံဖော်လိုက်မိဘယ်တော့မှမေးပြလို့ရမှာမဟုတ်တဲ့မျက်နှာလေးငါချစ်ကိုလွမ်းနေရနင့်မှလွမ်းစရာရှိလို့လားမျက်နှာကျက်ကိုမောက်ကြည့်ရင်ဘေးမှာရှိနေတဲ့နေတဲ့ကောင်ကိုဖက်ကနေလှမ်းရိုက်တော့သူကကိုယ့်ဘောင်ကိုပြန်ရိုက်တယ်ကိုယ့်ကိုအထင်သေးလွန်းနေရှာခဲ့တဲ့လူပါမှာအဖေမိတ်စွာတယောက်တည်းမနေနိုင်ပါဘူးကိုချစ်တဲ့သူကိုရှားပြီးတော့သူပြောအောင်လုပ်ပေးခြင်းနေသူနဲ့တိတ်တူရှင်မကွဲနေခြင်းနေကိုချစ်တဲ့သူကကိုယ့်ရဲ့ဘဝမှာအစိပ်ပိုင်းတစ်ခုပြပါဝင်မှာရှိရဲ့ကွာငါသူ့ကိုတွေ့ကြတာရှစ်သက်တစ်ပတ်ကျော်နေပြီငါရဲ့ခံစားချက်အစစ်မှန်ကိုသိဖို့ငါစိတ်ကငါတုံ့တက်ခဲ့ပါရဲ့တေချာကငါချစ်နိုးလေးကိုချစ်တယ်သူ့နာမည်လည်းချစ်နိုးနိုင်နဲ့ချစ်နိုးနိုင်ယောက်ျားလေးလားငါအဲ့ဒီကလေးကိုချစ်တယ်ဟဲ့ဟုတ်မှလေးလုံးနော်အပြုံးဆိုရင်ယောက်ျားတရားကိုချစ်ချစ်မိန်းမတရားကိုချစ်ချစ်စကိုမစတင်လားအဲ့ဒီကကောင်းကျိုးပေးမယ်ရမဟုတ်ဘူးညနေချက်ကိုကြည့်နေရကနေတဲ့မျက်နှာကိုစူးစိုက်ကြည့်လိုက်တယ်ဘာလို့ကိုယ့်ရဲ့ချစ်ကိုအပျော်ထင်ရတာလဲမိမိခံစားနေတာမလုံလောက်သေးဘူးလားဒီချက်ခံစားပြရအောင်မလားအဲ့ဒီခါမှရှုံးမလားဒါပေမဲ့လေသူတို့ယုံကြည်ဖို့အတွက်လေမိမိရဲ့ဖြစ်နေတဲ့စိတ်ကိုကြော်လွန်ပြီးတော့ခံစားပြမနေပါဘူးငါနဲ့ပေါလာတဲ့ငယ်ငယ်ကလေးကငါစိတ်ကိုနင်းသိဆုံးပါစော်ကားရမဟုတ်ပါဘူးဟာငါမိန်းကလေးကိုကြိုက်မယ်ထင်နေတာနင်တကယ်ဆုံးဖြတ်ပြီလားအဲ့ကလေးကိုငါချစ်တာသိကြတယ်ပြီးတော့ငါသူ့အချက်ကိုရဖို့စူးစမ်းကြည့်ချင်တယ်သူကဘယ်ရလဲဒီเจ้าကလေကျောင်းသားပဲရှိသေးရလားနှွေတက်ကတန်တော်ပြောတော့တာပိုင်ကအင်တာတင်နဲ့ခေါင်းကြီးပြလိုက်တယ်ကြားကြားချင်းအံ့ဩပြီမိချစ်ချင်းဆိုတဲ့အရာကနှလုံးသားကနေအစာပြိုဖြတ်တည်ခြင်းမှုအသက်အရွယ်မလိုအပ်ပါဘူးချစ်ချင်းမှလိုအပ်တဲ့အရာတွေဟာစောင့်ထိန်ခြင်းသစ္စာရှိခြင်းမျက်နှိုးခြင်းနားလည်ခြင်းပဲဖြစ်တယ်အဲဒီအရာတွေနဲ့ပြည့်စုံရင်ကဘာမှာလှပတဲ့အချိန်လေးတစ်လုံးတိုးလာလိမ့်မယ်ဖြစ်တယ်ဘာပဲဖြစ်ဖြစ်ဟန်တာပိုင်ငါနေ့ကိုယုံပါရင်နေကပြောင်းချောချောနေတဲ့ပေမဲ့အသက်အရွယ်ထက်ပိုတဲ့အသိရှိတော့နေရဲ့စီကံကြီးရဲ့မိဘတွေကိုတေးချလေးရိုက်သွင်းခဲ့ရမှာငါနေ့ကိုယုံပြီးသားစိတ်မပူနဲ့အဆင်ပြေသွားမှာပါအခုတော့ငါချစ်နိုးလေးကိုမတွေ့ရကြပြီကွာကျောင်းစင်တော့တွေ့ရမှာပါဟာထွက်ဆောင်လေကျောင်းပေါင်း2ပေါက်ရှိရလေဘဲပေါက်ဆောင်မှာလေဟုတ်သားပဲကျန်စဉ်းစားရခက်တယ်အနောက်ပေါက်မှာစောင့်ရင်လေတာပိုင်ကလေးကမြောက်ပေါက်ကထွက်ရင်ဒုက္ခဟောမြောက်ပေါက်ကစောင့်ရင်လေအနောက်ပေါက်ကနေပြန်လိုက်တယ်ဆိုဘလို့လုံးမလဲနှွေတဲ့ကောင်ကုန်းမေးသလိုတာပိုင်ရလေဘယ်အပေါက်ကစောင့်ရမလဲဆိုတာစဉ်းစားနေပုံပါအကြံရလာတဲ့နှွေတက်ကလက်ဖြောက်တစ်ချက်တီးလိုက်တယ်ဒီလိုလို့တာပိုင်နင်သူ့ကိုစတွေ့ရဲ့အပေါက်ကနေစောင့်လိုက်အများဆုံးတွေ့ရတဲ့ပေါက်အဲ့ဒါဆိုအနောက်ပေါက်ငါတို့တင်တဲ့ဘေးအပေါက်ပဲလေသူကအရင်ကဆိုထမင်းစားစင်တိုင်းအနောက်ပေါက်ကိုလာနေကြရင်အဲ့လိုလုပ်လိုက်မယ်ဒါဆိုငါသားရမယ်မိုးကြနေပြီမိုးကြနေလားလေဟုတ်တာတင်တဲ့အလုံးပိတ်မှုမိုးတက်မကြရပါမိုးရနေတယ်လားနိုင်ရမှာကထားတဲ့နာယိုမော်ကြည့်ပြီးတော့3 နာရီထိုးတော့မှမို့ကြောင်လဲစင်းတော့မှဖြစ်တယ်လာအောက်တူစင်းစုတင်တဲ့နေရထွက်လာခဲ့ပြီးတော့တင်တဲ့ကစိတ်ကိုများပိတ်ထားခဲ့ပြီးတော့အောက်ထပ်ကိုဆင်းလာပါရင်4 နာရီကြာလွန်မှရင်အကချိန်ရှိသေးရဲ့သူမလာမချင်းတော့တင်ထဲမှာစောင့်ပြီးကားရမယ့်သူဟာဟဲသားပိုင်မှာဟဲ့ညနေချင်လို့လေးရှင်းနေငါနဲ့မိတ်ဆက်ပေးဦးအရင်မျောလဲထားလို့မရပါဘူးဟာသူ့ယောက်ျားလေးနေရလေစမတိုက်ရသေးကိုရှုံးပေးလက်မြောက်နေပြီငါကြောက်လို့ပါကွာအကောင်းဆုံးတော့စူးစမ်းမှာပေါ့အဲ့လိုလုပ်ပါလွမ်းမှန်ရောပြည့်မိလားသူ့အမေကိုခေါ်လို့ပြန်သွားတာနည်းနည်းကြာပြီအေးအောက်ထရောက်တော့နေတဲ့ကမိုးကဝဲပြီးတော့ဆိုင်ငယ်ထုတ်ပြီးသူ့အိမ်ကိုပြန်ပြီးဖြစ်တယ်တပွဲပဲကြနေမိုးရီစက်တွေကြောင့်ဒီတလဲနေကြောင်းပေါက်နေမှရဲပြီးတော့ရှင်နိုးလေးထွက်လာအောင်စောင့်နေမိရင်ရှင်နိုးလေးကိုလာကြိုးတွေကမရောက်သေးပါဘူးမြင်ဘူးမြင်စားနေပြီမိတခါမြင်ထားရုံနဲ့ထိုကောင်းကိုမှတ်မိပါလေကျောင်းပေါက်မှာတော့ဂိတ်ဆောင်ဆီယာမ2 ဦးရှိတယ်ကျောင်းခေါင်လောက်ဒုတိယတစ်ချက်ထိုးပါပြီဒါဆိုနိုင်ငံတော်တချင်းဆိုရတော့မင်းခ
ခေါင်းလုံးတန်နောက်ဆုံးတစ်ချက်ကြားတာနဲ့ကျောင်းရင်ကလေးကနေသူ့အစုနဲ့သူကျောင်းသားကျောင်းသူတွေထွက်လာကြတယ်။ကျောင်းပေါက်က2ပေါက်ရှိတာမို့တိုးတိုးကြိတ်ကြိတ်ဖြစ်မနေပါဘူး။စင်တူအင်းကြီးအဖြူပစိုးစိမ့်ချောင်းတယောက်တော့သူကလည်းပဲမော့ပြီးရှာနေမိပါလေ။မိုးကပိုသေးပြီမို့အတန်းငယ်လေးတွေကမိဘတွေစီပြေးလာကြပြီးတော့တချို့ထိပါလာတဲ့ကျောင်းသားကျောင်းသူတွေကထိခွက်မျိုးစောင်းကြတယ်။ချင်းတို့လေးဘယ်မှာပါလိမ့်။ကျောင်းဝင်းထဲကိုခြေပြားထောက်ပြီးတော့ကြည့်လိုက်မိရင်တွေ့ပါပြီ။ချင်းတို့လေးကိုလူအနေငယ်ရှင်းတော့မှအပေါက်အောင်စူပုတ်ပုတ်မျက်နှာနဲ့ရှောင်းလာတဲ့ချင်းတို့လေးကိုတွေ့လိုက်တယ်။ကြည့်ဦးမိုးရပါတယ်ဆိုဒီလည်းမဆောင်ထောင်မိုးကဖြူလေးတော့ဝတ်ထားပါရဲ့ဇက်တောက်ရှောင်းလာတဲ့ချင်းတို့လေးကစိတ်ညစ်စရာစိတ်ညှို့ညင်စရာများရှိလို့လားကြည့်ဦးဒီလည်းမဆောင်ထောင်ဒီကလေးကလေဖျောင်းလို့ချင်းတို့ကအောက်ကိုပဲငုံပြီးရှောင်းနေရမလို့ကိုယ်မမြင်သေးပါဘူးအော်ချင်းနေကိုယ့်ရဲ့စိတ်ကိုတေချာထိန်ထားရတယ်မအော်နဲ့ဟန်တာပိုင်းမအော်နဲ့ကို့ကြည့်ပါဦးချင်းတို့ရေကို့ကြည့်ပါငုံနေရဲ့ခေါင်းလေးကမောမလာသေးရကြောင်းတာပိုင်ရဦးတရားရဖြစ်နေပါလေမောကြည့်လိုက်ပါတော့ချင်းတို့ရေဒီမှာကို့စောင့်မြင်လေမိမိစွတောင်ပြည့်ရထင်ပါလေကျောင်းဝင်ပေါက်ကလေးကမထွက်ခင်မောလာတဲ့ချင်းတို့လေးကောင်းနေသူ့ရဲ့အကြည့်အကိုစီတက်တယ်ဦးချင်းတို့လေးကိုတက်တာဝဲဝဲပြလိုက်တယ်သူ့ရဲ့မျက်နှာလေးကလေခုနကလုံးစူပုတ်ပုတ်မဟုတ်ဘဲနဲ့ပြုံးလာပါလေအန်နေငယ်တွတ်တဲ့ခြေလမ်းတွေနဲ့ကျွန်တော်လေးကကိုယ်စီကိုပြေးလာတယ်။ဘာလို့နေရလဲ။နှုတ်အနောက်ရရောက်ချင်းမေးလိုက်တယ်။လာဒီဘက်တူမွေးဆိုမင်း။ကျွန်တော်လေးရဲ့အမေကိုအပြေမပေးသေးပဲနဲ့လက်မောင်းကနေအနောက်ကိုဆွဲခေါ်ပြီးတော့လုံအောင်ထိမိုးပေးလိုက်တယ်။ကျေးဇူးပါဗျ။နှုတ်ကိုရေပြလိုက်မိရင်ကိုယ်တငယ်ချင်းကပစ္စည်းတစ်ခုလာပေးမှဆိုတော့စောင့်နေရ။ပထမဆုံးအပြစ်မမြောက်တဲ့မူသားပါ။ကိုအတွက်တော့သူလေးနဲ့နေဆက်ဖို့ရပြောရမယ့်မူသားတွေဟာအပြစ်မြောက်တယ်လို့မမြင်ပါဘူးဟုတ်လာမကြိုသေးဘူးလားမေးလိုက်တော့ချင်းတို့ရဲ့နေရရဲ့နှကန်းလေးကစူထွက်လာပါတယ်ဒီနေ့မှကျွန်တော်ကိုလာကြိုရင်းနဲ့လမ်းမှာဘိန်းပေါက်သွားလို့ရဗျာအဲ့ဒါကြောင့်ခဏတော့စောင့်ပေးပါရဲ့ဒါနဲ့အခုတလုံးသမင်းစားစင်းတော့အကြောင်းပြထွက်မလာဘူးနော်အစမ်းမေးပဲဖြေနေလို့လေတံမြန်မနေ့ကမှပြီးရဲ့ဟုတ်လားဖြေနိုင်လားအေးစေရှင်တို့ကဖြေနိုင်တဲ့အကြောင်းမှန်တမ်းနေတဲ့မျက်နှာနေထားနေပြောတော့တာပိုက်မှာချစ်မွားပါဘူးချစ်ပါတယ်ဆိုနေပိုချစ်အောင်များလုပ်နေသလားလို့ပါလျော်နှမ်းပြီးတော့မေးလိုက်ချင်နေဒါနဲ့အခုနာမည်ဟန်တာပိုက်မှာဟုတ်ကျွန်တော်သိရင်ကျွန်တော်အခုကရဲ့ဗီဒီယိုရေးကြည့်ရင်ဟုံးသုံးနေလားအဲ့ဒါကျွန်တော်အဖေနဲ့အမေကအခုကျောင်းဆင်းလို့ကျူရှင်မတရတဲ့ချိန်ထိတောင်းခိုင်းနေသူ့အချိန်နဲ့သူ့ပေါ့ဟုတ်လားဟုတ်ဒါနဲ့ကျွန်တော်နဲ့ဓာတ်ပုံတစ်ပုံလောက်တွဲရိုက်ပေးပါလားဗျဆယ်လီနဲ့တွဲရိုက်ဖွေးရှိအောင်ရှင်တို့လေးကသူ့လေထဲကနေဖုန်းကိုထုတ်ယူပြီးကျောင်းကိုဖုန်းသားဆီယမမစိုးလားကျွန်တော်အဖွဲကျွမ်းနေလေစီတန်းရဲ့သွားခွေးလေးတွေပေါ်ပြီးတော့တောက်ပနေမျက်လုံးလေးတွေမှီးပြီးတော့ပမိုးလေးတွေဖောင်းတက်တော့ရှေးပြားလာတဲ့ချင်းတို့မျက်နှာလေးကိုပါဇက်ဟောင်းကနေငင်းနေမိပါ යි ချစ်ဖို့ကောင်းလေတာချင်းတို့ရဲ့ချစ်စရာလေးဗျာစိတ်မထိန်နိုင်တော့တာကြောင့်လေပါဇက်ကလောကနေပြောမိရခါချင်းတို့လေးရဲ့ပြန်ဆိုတဲ့အတန်ကြောင့်အသိဝင်လာပါ යි တေးရောမဆားသေးခင်ဝေးဝေးသွားနေရတော့မှာပြီဘာမှမဟုတ်ဘူးဒါဆိုဓာတ်ပုံရမယ်နော်ဟုတ်ပြီချင်းတို့လေးကဖုန်းကိုချိန်လိုက်တယ်ကျွန်တော်မျက်နှာလေးနဲ့တန်းတူဖြစ်တော့ခါကိုကုန်းလိုက်ပြီးတော့အလှပဆုံးပြုံးထားမိရိုက်မယ်နော်1 2 3ရပြီဗျရှိုက်ပြီးရဲ့ပုံလေးကိုအမြင်ပြန်ကြည့်ပြီးတော့နိုးနိုင်ပြုံးမိနိုးနဲ့တွဲရိုက်တဲ့ပုံလေးတစ်ပုံတော့ရပါပြီဒီပုံလေးတစ်ပုံနဲ့လေကျွန်တော်နိုင်အတွက်လုံလောက်ပါ යි တခြားခန်းစားချက်တွေကိုလောဘတက်နေမိပေမဲ့ပေါ့ဒီတက်ပုံလေးတစ်ပုံအတောင်မှနိုးနိုင်ကိုလောဘကြအောင်လုံနိုင်ပါ යි ကိုမင်းရဲ့ Facebook အကောင့်လေးပေးပါလားပေးလို့မရအောင်အမေပါသုံးနေမို့ဟုတ်လားဒါဆိုဖုန်းနံပါတ်ကောဖုန်းနံပါတ်လားရရင်လေပေးမယ်လေဗျအခုတော့ဖုန်းပါမလားဒီလိုလို့မနေ့ပြန်ထမင်းစားစီရင်ကိုကျောင်းဘက်ကနေစောင့်နေမယ်မင်းကိုလည်းကြစ်ကြော်ဝဲကျွေးရင်နဲ့ပုံလေးရောဖုန်းနံပါတ်ကိုရှုမယ်လေရှင်တို့လေးကမျက်လုံးလေးမေးစင်းသွားပြီးတော့ကို့ကိုထူးဆန်းတဲ့လူလိုကြည့်ပါ යි မျက်မှောက်ကုပ်ထားတဲ့ပုံလေးကလည်းချစ်စရာလေးကိုကလေးရောက်စားတဲ့သူမဟုတ်ပါဘူးရှင်တို့ရဲ့အကြည့်တွေကိုမခံနိုင်တာကြောင့်လေကိုယ်လည်းပဲကိုပတ်သက်မိရင်
ရှင်တို့ရဲ့အကြည့်တွေကကိုဝါကလေးတွေကိုကြက်ကြော်နေဆွဲဆောင်ပြီးတော့ပြန်ပေးဆဲသမားလိုကြည့်နေရဖြစ်တယ်ဒီကလေးနေကိုမှသူ့ကြောင့်ပြန်ပေးဆဲသမားကိုဖြစ်လို့ဟိကျွန်တော်စတာပါအခုနားလို့အပြုံးပန်းလေးတစ်ပွင့်လက်ဆောင်ပြီးကြည့်ပါဦးချစ်ဖို့ကောင်းလိုက်တဲ့မျက်နှာလေးဖောင်းတဲတာတဲ့ပမုတ်လေးကိုလက်ညှိုးလေးနဲ့လက်မပေါင်းပြီးတော့ဆွဲလိုက်မိကြည့်စမ်းကို့ဆိုင်ပေါ့ဟဲ့ဟဲ့လာမကြိုသေးရင်ကို့တင်တယ်လိုက်မလားတော်ပြီဒီတိုင်းပဲရက်ဆောင်နေရောမင်းဟုတ်ပြီကိုနာတို့မိုးစင်မင်းကျွန်တော်ကိုရဲ့ရင်ခွင်နဲ့ကိုပခုံးကနေဆွဲပြီးတော့ဖက်ထားလိုက်တယ်ဖက်ထားတာကိုမလွတ်ချင်တာကြောင့်လေကျွန်တော်လေးကလွတ်ပါအောင်လို့ကိုကိုပြောမလာမချင်းဖက်ထားတာကိုလွတ်ပေးမှာမဟုတ်ပါဘူးနိုးနိုင်ကလေအခုနောက်မြင်လာတဲ့နှလုံးသားကိုမျက်ွယ်ပြူထားရတာခက်ခဲလာတယ်ပခုံးမောကလက်ဖွားနှစ်ဖက်ကပိုးကလေးပါသားလေးလိုညင်သာနူးညံ့သိမ်မွေလုံးမာ၏ဖုန်းနံပါတ်ကိုစာရွက်နဲ့ရေးပေးလို့ရှားပေမယ့်နိုးနဲ့အတူရှိနိုင်မှုအတွေ့ထိုအရာသတိများတဲ့သူလိုပဲပြုမှုလိုက်ပါ၏ရှားနေရဲ့နှုတ်ရဲ့ခန္ဓာကိုယ်သေးနှံလေးရလေရင်မှုပြုတ်ရှင်ဖွဲ့ရအတိပါစိတ်လုံးရှားစွာနဲ့နှုတ်ကိုမောကြည့်လိုက်တော့သူကလည်းကိုယ်ကိုငုံကြည့်ကျေးဇူးပါထီမိုးပေးရဲ့အတွက်ရှားပါရင်ဟိုမှာကားလာပြီရှင်နိုးလေးကိုလာကြိုပြီးဖြစ်တယ်ဖတ်ထားခြင်းသေးပေမယ့်အခွင့်မရှိတော့တာကြောင့်လေရှင်နိုးပခုံးပေါ်လက်ကိုပြန်ရုပ်လိုက်မိရင်မိမိမိုးပေးထားတဲ့ထိရိတ်ကနေကားပေါ်ဆင်းလာတဲ့ဦးလေးကြီးရင်ဒီအောက်ကိုကူးသွားတဲ့ရှင်နိုးလေးကိုငေးကြည့်နေမိရင်ကားစီကိုသွားနေတဲ့ရှင်နိုးကြောပြင်လေးအလွမ်းမောစရာပါဖတ်ထားခြင်းစရာငေးနေတော့မှပဲရှင်နိုးလေးကသွားနေတဲ့ခြေလမ်းတွေကိုရှက်ပြီးတော့ကိုဘက်ကိုလှည့်ကြည့်လာတာမို့တတ်တာပြလိုက်မိရင်ဒါဆိုမနေ့ပြန်တွေ့မယ်နော်လို့ရှင်နိုးလေးကိုစောင့်နေမယ်ဟုတ်ကဲ့တတ်တာရှင်နိုးဘက်ကမှတတ်တာပြလာတယ်ဒုံနောက်ကားလေးဝင်သွားတဲ့ရှင်နိုးလေးကားလေးရောက်တာတောင်မှကားပြတဲ့မနီကိုကိုပြုံးပြီးကြည့်နေတဲ့ရှင်နိုးလေးကြောင့်မိမိကိုအရင်ကတည်းကသိပြီးတော့ကြိုက်ခဲ့လေမလားလို့ကိုဘာသာကိုစိတ်ကူးရင်ဇလန်ဆင်းမိရင်အဲ့ဒီနောက်ထွက်သွားရဲ့ကားလေးကလမ်းအချိုးဘက်ကိုချိုးခွေးသွားတာမို့ငေးဖို့ရမတတ်နိုင်တော့ပါဘူးရှင်နိုးလေးကငါ့ကိုသိရဲ့တဲ့ပျော်ပြီရှင်နိုးရှိမှထိန်းထားခဲ့တဲ့ရှားစားမှန်တွေကအခုတော့အပြုံးဆိုတဲ့အရာကြောင့်လေဆက်လက်ထိန်းချုပ်ထားနိုင်တော့ပဲနဲ့လေပုံမြောက်တဲ့သားရဲ့အထီးခုံမိရင်သိရဲ့တဲ့လားပြီးတော့ကိုယ်လည်းရဲရဲနီနီဆက်ဆံသွားသေးရင်အဲ့ဒီထက်ကမိမိနဲ့အတူဓာတ်ပုံမှာတွဲရိတ်သွားသေးရင်ပျော်လိုက်တာအမလီအောက်ကရွှတ်နေမှုလေပုံမြောက်သွားပြီမြေပြင်ပေါ်ခြေထောက်ချမိရဲ့အခါခြေချော်သားပါ၏တခုဖြစ်လို့မဖြစ်ဘူးဘာဖြစ်လို့လဲဆိုရင်မနေ့ပြန်ချင်နိုးလေးနဲ့ကြက်ကြော်သားဆမှဖြစ်တယ်အဲ့တော့ထိခိုက်လို့မဖြစ်ပါဘူးမနေ့ပြန်ထပ်တွေ့ရအောင်မေးချင်နိုးလေးနဲ့ထပ်တွေ့ရအောင်မေးထီးကိုပိတ်လိုက်ပြီးတော့လက်နှစ်ဖက်လုံးဘေးကိုစမ်းတမ်းပြီးတော့မျက်နှာကိုမော့ပြီးမိုးရီစက်တွေကိုခံယူလိုက်သည်ညတောင်မရောက်တင်အဲ့ဒီတနေ့တောင်မနာလို့စွာနဲ့မနေ့ပြန်ဆွဲနေ့တစ်နေ့ကိုမင်မောရဲ့ကိုရင်စိတ်ကအချက်နွယ်မှာကျွန်းတဲ့ကြုံနေခဲ့ပါ၏ကိုရိုင်းရဲ့နှင်းဝယ်အောင်ပြုံမှုမရတော့အမှန်ပဲဖြစ်တယ်ရှိုက်ခဲတဲ့ဓာတ်ပုံလေးကိုနိုးနိုင်ပြန်ကြည့်မိရင်နှစ်ယောက်လုံးရဲ့အပြုံးနှစ်ယောက်လှပပြီးတော့အသက်ဝင်လာလို့ထင်မိရင်ကိုဘက်ကိုရက်နေတယ်လို့များဖြစ်သွားလားချစ်တယ်လို့ဖုန်းထဲကနိုးရဲ့မျက်နှာတက်တဲ့ကိုကြည့်ပြီးတော့နိုးနိုင်ရေရွက်လိုက်တယ်အပြင်မှာလည်းနိုးရဲ့မျက်နှာကိုကြည့်ပြီးတော့လက်တွေ့ရေရွက်နိုင်ရင်ဘလောက်တောင်ကောင်းမလဲအဖြေကတော့လုံးဝဖြစ်နိုင်မှာဘူးနိုးနိုင်တဲ့ပြင်ချမိရင်အခြေအနေတွေကမဆရသေးခင်ကမဖြစ်နိုင်ဘူးဆိုတာသိနေရတော့ရှင်းတာပါရင်တလန်းလုံးထိုးပုံလေးကိုပဲနိုးနိုင်ကြည့်နေမိပါတော့နိုင်ရမှာကတ်ထားတဲ့နိုင်ကိုကြည့်လိုက်ကြောက်တင်မုံမောင်ကစီစီအင်္ဂလိပ်စာလုံးတွေကိုကြည့်လိုက်နေနိုးနိုင်စိတ်ကမတည်ငြိမ်တော့ပါဘူးနိုင်လက်တန်ရှိစနစ်ကိုရောက်ဖို့တမီနဲ့ပဲလူတော်တဲ့အချိန်မှာခါအောင်မန်းလိုက်ပြီးတော့ဒူးကိုလုံးနေမိရင်မရတော့ပါကျောင်းပြင်စင်းကျင်လာပြီနိုးနဲ့အတူကြက်ကြော်ဆိုင်ကိုသွားပြီးတော့နိုးဝဲကျွေးကြက်ကြော်ကိုစားကျင်လာပြီနိုးကိုယ်တိုင်နှောကျွေးရခံချင်ပေမဲ့လေအရင်အဆက်တက်သွားလို့ထင်တာကြောင့်လည်းမမျှော်လင့်ရဲပါဘူးကျောင်းစင်းခေါင်းလောင်းတန်ကြောင့်နိုးနိုင်လက်ကနေပြုံးလိုက်မိရင်ဒါပေမဲ့ဆီယာမရဲ့တပုတ်ပြီးအောင်ရှင်းပြမယ်လို့ပြောတဲ့ကြောင့်နိုးနိုင်ဟာကနေညီလိုက်မိအမြင်စင်းကျင်ပါရဲဆိုနေဆီယာမအချိန်ပေါ်ယူတင်တဲ့တမီးနှစ်လေးကိုတောင်မှနိုးနိုင်အကြာကြီးလှုပ်ချင်မိအစိုးဆုံးကရှာပြီးသားစာတွေကိုပြန်ရှင်းနေရဆိုတော့ပိုတောင်စာတင်ခြင်းစိတ်ပြောက်ပါရီကဲနှုတ်ဆက်အောင်ကလေးတို့အားလုံးနှုတ်ဆက်စာရှင်းပြီးလို့ဆီယာမနှုတ်ဆက်မယ်ပြောတာနဲ့ဖေမလေးပဲချက်ချင်းထပြီးတော့အတန်းကောင်းဆောင်စာအားလုံးနှုတ်ဆက်ဆိုတော့ရွှဲလိုက်တယ်
ရွှေဖို့ပြင်းနေအတန်းကောင်းဆောင်ကလေးနိုးနိုင်ရဲ့လှုပ်ရဲ့ကြောင့်ပါဇက်လေးဟာပြီးတော့ကြောက်သွားပါ၏ပြုံးတူတူနဲ့အတန်းကောင်းဆောင်ရှိရာအနောက်ကိုလှည့်ပြီးတော့တားပြင်းရေးပြလိုက်သည်မင်္ဂလာပါသားတို့ကျေးဇူးတင်ပါတယ်ဆရာမဆိုရဲပေါ်ဆောင်းနှုတ်ကိုသိမ့်ပြီးတော့လွန်အိတ်ကိုအမြင်ကောင်းလွယ်ပြီးဘေးကတငယ်ချင်းကိုနှုတ်ဆက်ခဲ့ပြီးတော့အခန်းထဲကအနှဲငယ်လင်းနဲ့ခြေလမ်းနေနဲ့ထွက်လာခဲ့ပါ၏အပေါ်ထဲမှာတင်ရပြီးတော့ကို့ခန်းအလဲမဆိုတော့လေကားရောက်ဖို့ကိုရန်ဘီအခန်းကိုဖျက်ရမည်ကိုရန်ဘီအခန်းကိုရှောက်တော့ခြေလမ်းတွေကိုခဏရှက်ပြီးတော့ပြထဲမှာတက်ထားတဲ့မှန်တကားကိုကြည့်လိုက်သည်ငါဘာလို့ဒီလောက်ချစ်စရာကောင်းနေပါလိမ့်လောကမှာငါလောက်ချစ်စရာကောင်းနေသူရှိပါမလားဟိဖေးခွဲထားတဲ့စပင်ကိုနှစ်ပူပေါ်နည်းနည်းချစီဖို့လက်ကလေးနဲ့အသာလုံးမိပြီးရင်တော့မှန်ုံကြည့်ပြီးတော့ဆွဲဆောင်မှုရှိရှိတစ်ချက်ရင်လိုက်သည်နှုံးနဲ့ချက်ကိုကောင်းဆုံးလူသားပဲစိတ်ကြည်နန်းလောက်တဲ့အထိမှန်ုံကြည့်ပြီးမှတက်တက်ကြွကြွခြေလမ်းတွေနဲ့လေကားကနေဆင်းလာခဲ့ပါရင်ထိုနောက်ကြောင်ပေါက်ကိုဥတီးပြီးတော့တဖြည်းဖြည်းချင်းအခုံနှုံးမြန်လာတဲ့ကိုယ့်ရဲ့စိတ်ကိုမလုံးမလဲပြုံးမိရသေးရင်ကြောင်ပေါက်အလေလျှောက်တာနဲ့ဆိုင်ငယ်တစ်စီးပေးမှရက်ဆောင်နေတဲ့နှုတ်ကိုတွေ့လိုက်သည်ညံနေတဲ့ခြေလမ်းတွေကိုပို့ပြီးတော့အရှိန်ချဲပြီးနှုတ်စီကိုပဲဥတီးလိုက်ပါ၏လာပြီလားချစ်နှုတ်လေးဟုတ်ဘာစားကြင်လဲ KFC ဟုတ်ပြီအုတ်ထုတ်ဆောင်မယ်နှုတ်ကိုယ်တိုင်ကိုကြောင့်စားပေးခြင်းကိုပြုံးရင်းနဲ့ခံယူမိ၏စစ်တော်သူအကြောင်းလေးအနှဲငယ်စတော့စထားတာလေးရှိ၏အခုပါလာရေးဆိုင်ကနှုတ်ရဲ့ဆိုင်ကမဟုတ်ပါဘူးဘာလို့ဆိုရင်နှုတ်ဆိုင်ကစွစွခဲအနေအောင်ဖြတ်တယ်အခုကအဲ့ဒီဆိုင်ကကိုကြောက်မှမလို့သူ့တငယ်ချင်းဆိုင်ကကိုငှားခဲ့တာဖြစ်တယ်အာကိုဆိုင်ကမဟုတ်ဘူးရှင်တို့လေးကြောက်မှမို့ကိုတငယ်ချင်းနှွေသက်ဆိုင်ကကိုငှားလာတာဆိုင်ကကိုပဲငင်းငယ်ကြည့်နေတာကိုနှုတ်ကရိပ်မိသွားရဲ့ထင်ပါ၏ဘာမှဖြစ်တဲ့ကြောင့်ကောင်းကြီးပြလိုက်သည်ကျော်ဖို့ပြီလာတတ်တော့ပေးလိုက်တဲ့ကျော်ဖို့ကြီးကိုနှုတ်ကလွဲပြီးတော့ဆိုင်ငယ်ပေါ်အရင်တက်တယ်နှုတ်နိုင်လည်းအနောက်မှာခါထိုင်ပြီးတော့နှုတ်ရဲ့ခါကိုဖတ်ထားလိုက်သည်ဖက်လို့ကောင်းနေအမွေနဲ့တာတင်းတင်းလေးရလေမတိုက်ဖဲနေတာမှနှာခေါင်းမှာလာရက်တွယ်နေရင်နောက်ကျောကိုပါအပ်လိုက်တော့နှုတ်ညက်လွန်နေပိုကောင်းအောင်ပါဘူးကောင်းအောင်အိတ်လေးရလို့ပါပဲနှုတ်နိုင်ကအပျော်လွန်လို့ပခုံးကျုံပြီးတော့အလားဆုံးအပြုံးတစ်ခုပြုံးလိုက်မိရင်ဆိုင်ငယ်စတင်ထွက်ခွာပြီးဖြစ်တယ်ဒီအခြေအနေလေးကိုနှမျောလွန်းလို့တွားနေတဲ့လမ်းကိုတောင်မှစုံလံမရှိစေချင်ပါဘူးနှုံးနိုင်နဲ့နဲ့ချက်ချက်ပြုံးလိုက်မိပါသေးဖက်ခင်ရတဲ့တာပိုင်လေးဘိုင်နားမှာချိတ်တဲထားတဲ့လက်ကလေးနှစ်ထပ်ကိုခဏခဏငုံကြည့်နေပြီးရင်ခွင်သေးသေးလေးကမြေထွေးလိုက်တာဒိုင်မွန်ရှေယာ KFC ကြက်ကြော်ဆိုင်မှာရှင်လိုလေးကတော့စိတ်ရှိရမှန်တယ်များအကုန်မာနေကိုယ်ကလည်းကြွေးဖို့အစင်းသင်းဖြစ်တယ်ရှင်လိုလေးကဒီလိုမျိုးရင်းရင်းနှီးနှီးဆက်ဆက်တော့အမှန်တိုင်းပြောရရင်ပြောတယ်ကျွန်တော်မှားရများသွားလားပလဲဖြစ်ပြီးသွားလေးတွေပေါ်နေတဲ့အထိကျွန်တော်လေးကချဲပြားလာတော့လေမခံနိုင်သူကအသေးသေးရပြူရင်းနဲ့ခေါင်းရင်းပြရတယ်ကျေးဇူးပါမာထားသမျှကိုတယောက်တစ်ဝက်စီတဲလာပြီးတော့ဒုတိယထပ်ကိုတက်လာပြီးလွတ်တဲ့စပယ်မှာဝင်ထိုင်လိုက်သည်ထိုင်ဖို့ရမျက်နှာချင်းဆိုင်လှုပ်ပြီးထားပေမဲ့တာပိုင်ကတော့ကျွန်တော်ပြီးမှဝင်ထိုင်မိကျွန်တော် KFC အရင်ကြိုက်တာမို့အများကြီးမှမိသွား၏မဝိုင်းထက်ကျွေးမိဟုတ်ဒါနဲ့ပုံနဲ့ဖုန်းနံပါတ်လေးယူလိုက်ပါဦးလိန်ထဲဖုန်းကိုထုတ်ပေးပြီးမှကြက်ကြော်တုံယူစားလိုက်သည်တာပိုင်ကမယုံနိုင်ခြင်းများစနေလက်ထဲရောက်လာတဲ့ဖုန်းကိုတလိမ့်ချန်နယ်လေးကိုတစ်ခါကြည့်နေမိရင်သစိမ်းလူတယောက်ကိုဒီလိုလွယ်လွယ်ကူကူပေးစီရလားဒီကလေးကလေချန်နယ်လေးကို့ဖုန်းဒီလိုလွယ်လွယ်နဲ့သစိမ်းတယောက်ကိုမပေးရအောင်လေမကောင်းတဲ့သူဆိုဘယ်လိုလုပ်မလဲဟင်ခမရကျွန်တော်တသစိမ်းမဟုတ်တာပြီးတော့ခမရဒီလောက်နာမည်ကြီးอ่ะမဟုတ်တာတော့မလုပ်ပါဘူးကျွန်တော်ငါတုံးမဟုတ်တာဒါလည်းဟုတ်တာပဲဟိုဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဒီညမှာကိုမဟုတ်ဘယ်လိုလုပ်မလဲကျွန်တော်ရေကိုကတော့ကိုပေါ့ဒါမဲ့ဒီညမှာကိုသာမဟုတ်ခမရသာမဟုတ်ရင်ခင်းစစ်ပေးရတာကျွန်တော်လက်ခံမှာမဟုတ်ဘူးအဲ့တော့စိတ်ကူးမနေနဲ့စားစရာရှိတာတော့စားပါကျွန်တော်ကသူပြောချင်ရှိတာကိုပြောပြီးတော့ကြက်ကြော်ပဲမဲစားနေပါရင်ဘာရင်မဟုတ်သူလေးကလောကနေပြောလိုက်ပေမဲ့ကျင်းနေရသူကတော့သူလေးရဲ့အချက်ကိုရလိမ့်မလားဆိုရင်မျောလင်းချက်ကရေးရေးလေးထင်လာပါတယ်ဒါမင်းမင်းလေသူပြောခဲ့တယ်လို့ကိုကစင်လီတယောက်မို့ယုံနာပါလို့ပြန်တွေးမိရဲ့အခါကျတော့စိတ်မှာတုံတုံကြလို့ပါတက်ပြင်းဖွားဖွားချလိုက်ပြီးတော့ကျွန်တော်လေးရဲ့ဖုန်းထဲကမနေ့ကတွဲရိုက်ထားတဲ့ပုံလေးနဲ့ကျွန်တော်ပုံလေးတစ်ပုံကို
မေကနေတစင်ပို့လိုက်သည်ပြီးရင်တော့ထိုမေးကိုဖျက်လိုက်ပြီးတော့ကျွန်တော်ဖုန်းနဲ့ကိုယ့်ရဲ့ဖုန်းကိုခေါ်လိုက်သည်ရပြီကျွန်တော်လေစားနော်မဝရင်ထပ်ဝဲကြည့်မိကျေးဇူးပါကိုယ်တောင်းလဲမကြည့်ပဲနေအစားဝဲမဲနေပါရင်ကျွန်တော်လေးခေါ်အစားပုတ်လေးဒါနဲ့ကျွန်တော်ကလိုင်းသုံးတော့လိုင်းပေါ်မှာလူပေါင်းစုံတွေ့ရမှာပဲအထူးသဖြင့်ကိုရို page မှာဆိုရင်ဘယ်လိုပြောရမလဲစကားလိုင်းချောင်းကိုဘယ်ဟာစလို့စမှန်းမသိခေးရီကိုလက်ခံလာလို့မေးချင်ပေမယ့်ဘယ်ကနေဘယ်လိုစကားစရမလဲအော်ဂျမင်းလည်းအဆင်မပြေပါဘူးဟုတ်တက္ကရင်ပိတ်ကနို့ဆိုတဲ့ပိတ်ရောလိုက်လောက်ထားတယ်ကိုရိုမှာအဖွဲ့ဝင်တွေပေါင်းစုံရှိရလीအဲ့ဒီထဲမှာခေးရီရောပါလေအဲ့ဒါကျွန်တော်ဘယ်လိုမြင်လဲကျွန်တော်ကစက်သားကိုတမျိုးမျိုးဝိုင်းရနေပြောဖို့အရှိန်ယူနေပါရင်တာပိုက်ရင်မှာတော့အခုချိန်မှာငလျင်လှုံးနေတယ်လို့ဆူနာမီတိုက်နေတယ်လို့ခံစားမိရင်ကျွန်တော်ရဲ့နှုတ်ကထွက်လာမယ့်စကားလုံးတိုင်းကမိမိရင်ကိုစိုက်မဲ့စူးလေးဖြစ်ခြင်းဖြစ်မိမိမိရင်ကိုအသားရထိကျွေးမိပန်းပွင့်လေးလည်းဖြစ်ခြင်းဖြစ်မိမျော်လင့်မိတာကတော့နူးညံ့တဲ့ပန်းစကားလေးပါကျွန်တော်အဲ့ဒါတွေသိပါရင်လဲလဲလက်ခံပါရင်အမှန်တိုင်းပြောရင်လေကလပ်ဖွဲ့ဝင်မိန်းကလေးတွေမှာအမနေတတ်တော်လို့ရင်ကျန်တဲ့မိန်းကလေးတွေကသူတို့လောက်တော့မကရဘူးဒါပရိသတ်တယောက်အနေနဲ့ပြောပြတာနော်ဟုတ်လားလိုက်တက်လာတဲ့ပျော်ရွှင်မှုတွေပွဲအံမကြောင်ထိန်းထားရတာအတော်ခက်ခဲတယ်လက်ခံပါတယ်လေလားလက်ခံပေးလို့ကျေးဇူးတင်ပါတယ်ချင်းတို့ရေဘာလို့မရသည်သိကြလို့ပါစားလေချင်းတို့ကိုရောဘိုင်းမစားလို့မစားတော့ဘူးโอเคအစမ်းပုတ်လေးကတော့စားမအောင်လားလို့တောင်လောက်ကမချောပါဘူးထိုအပြုတ်မူလေးကချက်ဖို့ကောင်းနေရောလေတာပိုက်မှာအပြစ်မမြင်ရက်ပါဘူးရှင်နိုလီယာကိုကြွေးတောင်ဒီလိုမျိုးစိတ်တန်တန်စားပြီးဆိုကြတဲ့ကကျိန်းနဲ့ပီတီဖြစ်ရပါတယ်အခုတော့လေရွှွှွှပြပြမျက်နှာလေးနဲ့ကြက်ကြော်စားနေတဲ့ရှင်နိုလီမျက်နှာလေးကိုပဲငေးကြည့်မိရင်ရှင်နိုမျက်နှာကိုကြည့်ခွင့်ရတိုင်းပိုင်ဆိုင်ခြင်းနဲ့စိတ်ကလေးကတိုးလာပါတယ်တောင်ရွယ်လေးချစ်မိသူယောက်ျားလေးဆိုတော့သူ့အတွက်ကိုတွေးပေးရပါသေးရင်ကျောင်းပတ်ကိုရောက်တော့မှဖြစ်သည်မခွဲချင်သေးပေမယ့်ခွဲခွာရတော့မိနှုတ်ရခါကိုပို့တင်းမြောင်ဖက်လိုက်သည်နောက်ထပ်ရံများစွာမှာဒီလိုမျိုးအတူရှိဖို့စူတောင်းရင်ကိုပြည်နိုင်ပါမလားအသေးချာမြေရလိုက်တာရှောက်ပြီချင်လို့ကျောင်းပေါက်ပေမှာဆိုင်ငယ်ရလိုက်တာမို့ဆိုင်ငယ်ဝါစင်းစင်းချင်းနှုတ်เสียကုတ်လေအိတ်ကိုယူလိုက်သည်တင်းထဲမှာပဲပေါ့ချင်လို့လေတောင်းပြီဗျကောင်းတငိမ့်ငိမ့်နဲ့ဆိုင်ငယ်ကိုကြောပေးလိုက်ခဲ့တယ်တင်းထဲမှာနေဦးမေးဆိုပေဒါဆိုတော့ကိုနဲ့နီးနီးလေးမှရှိနေဦးမေးချင်လို့လေနောက်ကခေါ်တဲ့ကြောင့်ရှင်တို့ခြေလမ်းနေရက်သွားပြီးတော့ချက်ချင်းလေးကြည့်မိကိုညကြောင့်ဖုန်းခေါ်မယ်နော်ဖုန်းခေါ်ခွင့်ပေးမယ်မလားခေါ်လိုက်ပါကျွန်တော်စောင့်နေပြီကျင်းလူစိတ်ကြောင့်ပြုံးကျင်လာတဲ့နှက်ခမ်းကိုကွယ်ဝဲပြီးတော့နှုတ်ကိုကြောပေးပြီးတော့အားရပါရပြုံးလိုက်ပါပြီးရင်တော့ကျောင်းဝင်းထဲကိုဝင်လာခဲ့ပြီးတော့တခါမှလှဲကြည့်တော့ကိုကိုကြည့်ပြီးတော့နှုတ်ကပြုံးနေစေဖြစ်တယ်လွယ်ကျိုးခက်တင်းနဲ့ဆုပ်ကိုက်ထားရင်းနေအခန်းကိုပဲသွားတော့တယ်ရှင်တို့လေးကိုမမြင်ရတော့ပေမဲ့လေအဲ့ဒီကျောင်းဝင်ပေါက်ကိုပဲတာပိုင်ငယ်ကြည့်နေမိပါလေရှင်တို့လေးလို့ရေးထားတဲ့ဖုန်းနံပါတ်တစ်ခုကိုတွေ့တွေ့ကြည့်နေမိရင်ည8 နာရီဆိုတော့ညကိုင်လည်းပြီးလောက်တော့မေးစက်ကြည့်ရင်ကောင်းမလားရှင်တို့လေးကစောစောအိတ်နေဆိုရင်ကောဒါဆိုရင်နှောက်ရက်တယ်လို့များဖြစ်သွားလားစိတ်နှစ်ခုကတွန်းနေပါရင်လွမ်းလွန်းလို့ရှင်တို့နဲ့စကားပြောခြင်းစိတ်ရင်ရှင်တို့လေးအနောက်ရှက်ဖြစ်သွားမှဆိုရင်စိတ်ကအကြိုင်ဆိုင်ဖြစ်နေပါတယ်ဒါပေမဲ့လေအလွမ်းစိတ်ကပေါ်တဲ့အခါမှာချစ်ချင်ရဖြစ်လို့မှတ်ပြီးတော့ရှင်တို့လေးကိုဖုန်းခေါ်လိုက်ပါတယ်ကိုလေးတွေ့တော့ဖုန်းဆက်မယ်လို့ပြောခဲ့ရမလားဘာမှဖြစ်တော့ပါဘူးလေno တဲ့ဟယ်လိုတောင်မဟုတ်ပဲ no တဲ့ရှင်တို့လေးဘက်ကဒီလိုရင်းရင်းနှီးနှီးဆက်ဆံနိုင်ပျော်ရွှင်မှုပန်တပန်းပွင့်ငယ်ဘူးဒါပြင်တစုံတစ်ခုမျောလင်းနေမိရင်အိတ်တော့မှလားရှင်တို့လေးအရင်ကတော့ဒီချိန်အိတ်ပြီးအခုကနို့ဖုန်းဆက်မယ်လို့ပြောလို့စောင့်နေရကိုကောင်းကိုတာပိုင်ပြန်ရိုင်းလိုက်တယ်ဒါကြောင့်ရှင်တို့လေးအေးအေးပြတ်တော်မင်းအစာရဲ့စဉ်းစားနေပဲခေါ်လိုက်ရင်ဖြစ်တယ်ဟောင်းစားလို့ရတာပင်မလားကျွန်တော်စာတော်ပင်မမအောင်ကြည်စံကြွားစိတ်လေးပင်မရင်လည်းနာပြီးတော့စာကျလို့ကိုကပြောမလို့ပါဟုတ်ကဲဒါဆိုအိတ်တော်လေးနော်ဟုတ်ကျွန်တော်လည်းအိတ်ချင်ပြီဒါပဲတော့ကျွန်တော်လေးဟုတ်ဒီကနေဖုန်းချတန်လေးကိုကြားလိုက်ရတာနဲ့
သာပိုက်စိတ်ထဲမှာခဲဆွဲလိုက်တယ်လို့လေးလံလို့သွားပါ၏ကြီးတညာနဲ့မတွေ့ရပေမဲ့လေချင်းတို့လေးကိုမတွေ့ရတဲ့ချိန်ကတစ်စက္ကန့်မပြည့်ရင်အလွမ်းရတက်ကပါတိုးတယ်မနေ့ပြန်ထမင်းစားချိန်တော့တွေ့ရမှာပါစိတ်ထဲမှာတေးကြပါထမင်းစားရင်ချင်းတို့လေးထွက်လာမယ်လို့ထင်မိပါ၏အဲ့ဒီချိန်တော့အလွမ်းပြေပြီလို့တေးချသမုတ်လိုက်ပါမယ်အခုတော့ချင်းတို့လေးရဲ့စကားတန်တွေကိုစိတ်ထဲမှာချော်တီးတပုတ်လို့တတ်မှတ်ပြီးတော့အိတ်ဆက်လိုက်ပါ၏အထင်နဲ့တက်တက်ဆန်အောင်လွဲပါ၏မျောလင်းထားတာနေနည်းနည်းလေးမှထပ်တူမကြပါဘူးထမင်းစားစင်းရင်ထွက်လာမယ်လို့ထင်နေရှင်တို့လေးကထမင်းစားစင်းချိန်တောင်မဟုတ်အပီစားစင်းချိန်တောင်မှအနောက်ဘက်အောက်ကိုထွက်မလာပါဘူးလာကြရိကမရောက်ပြီးတော့ဒီကလေးတနေ့ရဲမှာဝင်ချိုင်းနေရလားဘယ်မှာဖြစ်လောက်လဲဒီနေ့ရှင်တို့လေးကတမင်မလာတာဖြစ်မေဒီရဲ့အပေါက်မှာမရှိဘူးဆိုတော့ဟုတ်ပဲအပေါက်မှာလားဖြော်ရည်ဆိုင်ရှိတာပဲမြောက်ဘက်ပေါင်ရင်ရှိတက်တက်မှာဖြော်ရည်ဆိုင်ရှိရင်ဟုတ်တယ်ခလီအဲဆိုင်မှာထိုင်နေလောက်တီတီတီချင်းအနောက်ပေါက်ကနေမြောက်ပေါက်ကိုချက်ချင်းတောင်းလိုက်တီဒီဘေးအပေါက်ကထွက်နေကြအောင်ဒီနေ့မှပါလို့ပြောင်းသွားတာပါလိမ့်မြောက်ဘက်ပေါက်ရောက်ချင်းချက်ချင်းပဲလမ်းတစ်ဖက်ကဖြော်ရည်ဆိုင်ကိုကြည့်လိုက်တော့မန်ကနေတစင်စပယ်တစ်ခုမှထိုင်နေချစ်နိုးလေးထင်တာမှန်သားပဲလမ်းတစ်ဖက်ကိုချက်ချင်းကိုသားပြီးတော့ဖြော်ရည်ဆိုင်ထဲဝင်ပြီးချစ်နိုးလေးဘေးမှာဝင်လိုက်တော့အစမှချစ်နိုးလေးကအလန့်ကြားကြည့်လာပေမဲ့ကိုမြင်မှပြုံးသွားတယ်။ဘာလို့ပြုံးတာလဲ။ကျွန်တော်လေးဘာလို့နေလဲလို့ကြည့်လိုက်တော့ဂိမ်းစောနေရဖြစ်တယ်။ကြည်စံဆောင်းလို့ပဲဂိမ်းစောနေ။ပြောလိုက်တော့ကျွန်တော်ကသူ့ရဲ့ကြိုးကိုအိတ်ထဲကိုလက်တစ်ဖက်ထဲနှိုင်းပြီးတော့တစ်ခုခုစမ်းနေပါ යි ။ခဏလောက်မှသူ့ရဲ့လက်ထဲပါလာ report ကတ်ကိုဘာစကားမှပြောပဲနေကိုစီကိုပေးလိုက်တယ်။အစင်းထွက်ပြီလား။ပေးလာတဲ့ report ကတ်ကိုယူကြည့်လိုက်တော့အမလီလာတိုင်းအစင်းတဲ့ခုနကပြောမိရဲ့စာလည်းမလုပ်ဘူးဆိုတဲ့စကားကို report ကပြခြင်းနဲ့ပိတ်ထည့်လိုက်တာဖြစ်ပါရဲ့။တာပိုက်မှာအဆက်ပြေလှဲဘဲကိုပတ်မိရဲ့။ဘာနေစပြောရင်သူနဲ့စကားပြောနိုင်ပါလေ။ဘာလို့အနောက်ဘက်ဘက်ကနေထွက်မလာတာလဲ။ဂိမ်းကစားနေရှင်တို့လက်တွေရက်ထန်သွားပြီ။ပြီးတော့ဂိမ်းထဲကနေထွက်ပြီးတော့ဖုန်းကိုပိတ်လိုက်ပြီးကိုဘက်ကိုလှည့်ကြည့်လာတဲ့ရှင်တို့မျိုးနေထဲမှာရှုံကြည့်မှုအပြည့်ရှိနေတာတွေ့ရတယ်။ဘာဖြစ်လို့ပါလဲ။နှိုးရဲ့စိတ်ကိုသိကျင်လို့ကျွန်တော်ကအဲ့ဒီဘက်ကမလာရင်နှုတ်များလာမလားလို့လေလာရင်တော့သိကြပါအောင်နှုတ်ကကျွန်တော်ကိုစိတ်ဝင်စားနေလို့ပဲဘာလို့ဆိုယောက်ျားများစုကတခြားယောက်ျားတယောက်ကိုသိတာမကြပဲဖေတော့မှတွေ့ကပ်မနေလို့လေနှွေခေါခေါတာပိုက်ကောင်းမမိုးချိုးပြစ်ချလိုက်တယ်လို့ပါကျွန်တော်လေးကရှိမိသွားတာပဲဘယ်လိုလုပ်ရမလဲဘယ်လိုဖြေရမလဲကျွန်တော်လေးနဲ့ရေစက်ကတီးရဲ့တီးချင်းဒီနေရာရင်းမဲ့လားတာပိုင်တက်ပြင်းချမိရဲ့ခွဲရမယ်ဆိုရင်လည်းခွဲရပါစေတော့ဒီထက်ပိုပြီးတော့ကိုယ့်ရဲ့ချစ်ကိုကွဲဝတ်နေတော့ပါဘူးရှင်နိုးလေးရဲ့အကြည့်တွေမှာတားရဲတကောင်လိုအရာရာကိုသတိနဲ့ကြည့်နေတဲ့အကြည့်တွေပါဝင်နေပါတယ်ကိုယ့်ရဲ့ချစ်တယ်ဆိုတဲ့စကားကရှင်နိုးရဲ့သိက္ခာနဲ့ခံယူချက်ကိုစော်ကားမိလိုက်တယ်လို့ဖြစ်မှာကြောက်တယ်အဲဒီလိုစဉ်းစားမိတဲ့အခါချစ်တယ်လို့ပြောဖို့ဟာလိုက်တဲ့ပါစက်တောင်မှဘာအတန်မှမထွက်နိုင်မင်းစကလုံးတွေကလဲဘဲမှာတက်ဆိုးနေပါ၏ပြောများပြောလိုက်ရင်စိတ်ဆိုးသွားမလားလို့တွေးမိတဲ့အခါမှာပိုတောင်မြဲရပါဘူးပြောလေဘာပြောချင်တာလဲရှစ်တယ်လို့ပြောလိုက်စမ်းမနှုတ်ရပြောလိုက်ရင်မမအောင်ဘူးတွန်းဆုံမနေပါနဲ့အလိန်ညာစကားမထွက်လာစေဘူးနှုတ်ရမျက်နှာကိုစူးစိုက်ကြည့်လိုက်တယ်အဲဒီလိုကြည့်လေနှုတ်ကပြောတဲ့မပြောတဲ့လိန်တဲ့မလင်တဲ့စဉ်းစားနေရကြောင့်လေနှကန်းတပြင်းပြင်းကလွင်ရင်ဘာစကားမှထွက်မလာပါဘူးကြာတော့ကိုယ့်ဘက်ကတစ်ထက်လျှော့ပေးလိုက်ရင်အစင်ပြေသွားလိုက်မယ်လို့တွေးမိတော့အပြုံးလေးတစ်ခုဖန်တီးလိုက်တယ်အမှန်တိုင်းပြောပါလို့ကျွန်တော်စိတ်မဆိုးပါဘူးလိန်ရင်တော့ကျွန်တော်စိတ်ဆိုးရပါလိမ့်မယ်ချမ်းပြင်ကိုငေးတွေးကြည့်နေတဲ့နှုတ်ရဲ့တက်ပြင်းချတဲ့တကြဲကိုကြားလိုက်တယ်ပြီးမှခေါင်းကိုမော်ပြီးတော့အပြုံးမန်းလေးတစ်ပွင့်စိန်ရင်းနဲ့လုံဝကိုဝန်ခံလိုက်မိဆိုတဲ့သဘောနဲ့ကိုရဲ့မျက်နှာကိုတက်တက်ကြည့်ပါ යි ကိုရှင်တို့လေးကိုချစ်လို့ပါနှုံးနိုင်ရင်ဆန္ဒပြည့်သွားပြီနှုတ်စီကချစ်တယ်ဆိုတဲ့စကားကိုကြားရပြီရှင်းနေတာကိုရှိမိပြီမေဝန်ခံစီခြင်းနဲ့အတွေ့အခုလိုကြံလိုက်မှနှုတ်စီကချစ်တယ်ဆိုတဲ့စကားကြားရတာဖြစ်တယ်ပြုံးချင်နေတဲ့နှက်ခမ်းကိုစောသေးရဆိုထောက်တိုင်နဲ့ထောက်ထားမိပြီးအောင်နှုတ်ရဲ့မျက်နှာတက်တက်ကိုကြည့်လိုက်တယ်ကျွန်တော်တို့ကတွေ့ရတော့မကြသေးဘူးလေမဟုတ်ဘူးကိုမင်းကိုခိတ်စစ်မပေးခင်ကတည်းကအလွယ်ဆုံးပြောရရင်ကိုတို့ကြောင့်ပြီးမှတင်တန်းဖွင့်နေတဲ့ချင်းတို့လေးကိုမြင်မြင်ကြီးချစ်ခဲ့မိတာ
ဒါပေမဲ့ကိုကပိုပြီးသေးချချင်တာနဲ့ရဲသက်တစ်ပတ်လောက်ထိကိုရဲ့စိတ်ကိုပိုင်းဖြတ်ပြီးမှချစ်လုံးလေးအနောက်ချင်းခဲ့ခဲ့ရပါကိုကိုစိတ်ခုသားလာရင်မခုပါဘူးကျွန်တော်နားလေတယ်လို့ပြောပြီးပြီလေဒါဆိုကိုကိုစဉ်းစားပေးမလားယင်ချစ်နို့ဒီတခါတော့နှုတ်ကလက်ဝါးနှစ်ဖက်လုံးစုပ်ထွေးကြိုက်ပါလေမျက်နှာလေးသူ့ကိုပြက်ခါထားခဲ့မှကြားမိရဲ့ပုံမှာနှုတ်ကအားလိုက်တာကျွန်တော်စိတ်ကူတာမဖတ်နိုင်ဘူးလားကျွန်တော်စဉ်းစားပေးမယ်တလားလောက်ချိန်ပြီးတလားကြီးလားဘာတော့ခမညိုညင်တာလားမဟုတ်ပါဘူးရှူပါကျွန်တော်လိုချင်တဲ့လောက်ချိန်ယူပါစိတ်တော်ညိုသားမှမလို့ချက်ချင်းပဲညင်လိုက်တယ်ကျွန်တော်ကစိတ်ကြည်နိုးလို့တီတီငင်ငင်ခေါ်ရပြီးတော့မကြည့်ရင်တော့ခမဖြတ်သွားတတ်တယ်အခုလဲခမလို့ပြောကြတဲ့အငငယ်စိတ်ချနေမဟန်တော်မှန်ရိမ့်မိလိုက်ပါရင်တလားထက်မကြောပါအောင်ကျေးဇူးပါကိုကိုစိတ်မဆိုးတဲ့အတွက်ခမကိုကြက်လို့စိတ်မဆိုးတာပေါ့ငတ်တုံးရဲ့လို့အောင်ကောင်းလိုက်ချစ်ပေမဲ့လေပြုံးပြရင်ကလည်းရင်ဘာမှထပ်ပြီးတော့မပြောပြတော့ပါဘူးချစ်တယ်လို့မပြောချင်နေဘူးကို့အပေါ်မှာနိုးဘလောက်ထိစိတ်ရှည်လဲဆိုတာစမ်းသပ်ချင်မှသိရင်ကျွန်တော်လက်ကိုလွတ်ပါအောင်ဟုတ်တာတောင်းမယ်နေကျွန်တော်လေးရှားပါတယ်တရားကိုတယောက်ကြည့်ပြီးတော့ပြုံးမိကြသေးရင်အသီးဆိုတဲ့အချိန်တွေကနေချက်ခွန်ပန်သူအပြေပေးမဲ့သူအချိန်တွေကိုတန်းပြောင်းသွားတာဆိုတော့ဘာစကားမှဆိုဖွယ်ရမရှိတော့ပါဘူးအရင်တိုင်းပဲဆက်ဆက်မှလို့အခုကျအရင်ကထက်ပိုပြီးတော့စိတ်သားသလိုပဲကို့အပြုတ်မူကကျွန်တော်စော်ကားသလိုဖြတ်သွားမှမလို့ပါမထင်ပါဘူးဒါကြောင့်ကျွန်တော်အရင်ကလိုဆက်ဆံပြီးဟုတ်ပြီကျွန်တော်ရဲ့ပါပြင်ကိုလက်ညှိုးနဲ့အသာလေးကုတ်ချက်လိုက်တယ်ကားလာပြီကျွန်တော်ပြန်ပြီတော့လို့ကိုလိုက်ဖို့ပြင်မဲ့လွဲပြီစောက်ကင်ထားတဲ့ချင်းနှုံးလက်ကလေးကိုခုချိန်ထိလွန်မပေးသေးပါဘူးကမ်းပေးလာတဲ့လွယ်လေးကိုယူလိုက်ပြီးတော့သူ့လက်ကလေးကိုစောက်ကင်ထားလေးရဲ့ဆိုင်ထဲကထွက်လာခဲ့တယ်ကျွန်တော်ကတော့ကိုရဲ့လက်ကဝက်ကိုစောက်ကင်ထားပြီးတော့ရှုံပေါလေးလိုခုံစားနေလိုက်လာတယ်ပထမဆုံးဂိမ်းဆက်ပေးပြီးတော့စကားစာပြောကြတယ်အခုချိန်ထိပြုတ်မှုခဲ့တဲ့ချင်းတို့ရဲ့ပြုတ်မှုတွေကကို့ကိုချစ်တယ်ပဲရှောင်းနေပေမဲ့ဝမခံသေးပဲအချိန်တောင်းနေရဲ့အတွင်းချေရသူကပဲစောင့်ဆိုင်ရမှာပေါ့လေတိချပြန်တော့ချင်းတို့လေဟုတ်တက်တာတော့တို့ကျွန်တော်ကပြုံးရွှေရွှေမျက်နှာလေးနဲ့လက်တစ်ဖက်ကတက်တာပြရင်နဲ့တစ်ဖက်ကလွယ်အိတ်ကိုလန့်ယူပြီးတော့ကားထဲဝင်တော့မယ်ချင်းတို့လေးကိုသူကောင်းနဲ့ကားပေါင်ထိတ်မတိုက်စီဘူးကားပေါင်လက်ဝါးနဲ့ကားပေးမိကျေးဇူးပါတို့တော်ရမယ်နော်ချင်းတို့လေးကိုတက်တာပြလျက်ပဲနောက်မှကျန်ငယ်ပြီးတော့ဝေးဝေးကိုရောက်သွားရင်ကားလေးကိုမျှော်ကြည့်မိရင်ဒီလောက်အမြန်ချစ်တယ်လို့ဖွင့်ပြောရမယ်လို့မထင်ထားမိမိပြောတော့ပြောရမှာပဲလို့စိတ်ထဲတေးထားကြဝန်းနေချင်တယ်မဖြစ်ပါဘူးမဖြစ်ဆိုချင်းတို့လေးကသူ့ကိုစဉ်းစားပေးမယ်လို့ဆိုခဲ့တာကိုဒီတော့လုံးဝငြင်းခံရတာထက်ဆိုင်အချိန်ကြီးကအကောင့်ဘက်ကိုသွားတယ်လို့မှတ်လို့ရတယ်မြင်ကွယ်နဲ့ကနေကားလေးလုံးဝကိုပြောက်ကွယ်သွားမှတင်းနှန်းကိုပြန်သွားခဲ့ပါတယ်ချစ်တယ်တဲ့ထိုစကားကိုပဲအပြောလုံးဆိုတဲ့အတန်နဲ့ထက်ခါရေရွေးနဲ့အရှိတဲတဲကိုရှင်ကနုံးနိုင်တဲ့တရားရနဲ့ကန်နေမိတားလေဘာဖြစ်တာလဲဒရိုင်ဘာဦးလေးကနောက်လဲကြည့်ပြီးတော့စိုးရင်တကြီးမေးလာတာမို့ခေါင်းရမ်းပြပြီးတော့ရှေ့တဲတဲကားကိုရှင်ကိုပဲဦးရဖာရကန်နေမိချစ်တယ်တဲ့ပြောလိုက်တာချစ်တယ်တဲ့ဟိရှစ်သက်တစ်ပတ်ကြော်လွန်သွားခဲ့ပြီဖြစ်တယ်ကြော်လွန်သွားခဲ့တဲ့ရက်တွေမှာရှင်တို့ကိုထမင်းစားချိန်နဲ့ကြောင်စင်းချိန်တွေမှာပဲတွေ့ရပြီးတော့ကြံချိန်တွေမှာတနည်းညပိုင်းရောက်မှပဲ3မိနစ်လောက်စကားပြောပြကြတယ်အချိန်တွေကတက်လာလားဆိုတော့ကျွန်တော်ဘက်ကတည်းကချစ်သူရေးစားဖြစ်မယ်ခေတ္တကျွန်တော်ကဖြစ်မပေးသေးရပါတလားတောင်ပြေတော့မီအခုဒီတုတ်များမလှုပ်ပါဘူးအပြေပေးပြီလားလို့နှွေးသက်မရိုင်းခေါင်းရမ်းပြရတဲ့အလက်ကိုတာပိုင်ရညှင်းခွင်းနေပြီဖြစ်တယ်တာပိုင်လောင်းငါပြောမီအကတင်မီရဲ့နှွေးသက်ကကြမ်းခဲမှာခြေပြက်လက်ပြက်ထိုင်းပြီးတော့မှန်အောင်မိနေအခေါ်တော့ရှိရမို့ဗီဒီယိုကြည့်နေရအောင်ပိတ်ပြီးတော့နှွေးသက်ပေးမှဝင်ထိုင်လိုက်မိရင်ဘာပြောမလို့လဲနှွေးသက်မအပြေပေးပြီလားချစ်လို့လေမပေးသေးဘူးမိတိုင်းထိုးပြေပဲထပ်ပေးပြီမိဒီဖြေကြရင်နှွေးသက်မျက်နှာအံ့ဩမှုအပြည့်ဖြစ်သွားတဲ့ချိန်ဘာများအံ့ဩစရာပါလို့လဲချစ်သူရေးစားဖြစ်ဖို့ပထမခြေလမ်းကအပြေပေးရပဲလေပြီးတော့ကြာမကြာဆုံးဖြတ်ချက်တစ်ခုပေါ်မှာတက်ရောက်တယ်မဟုတ်ဘူးလားဘာမှအံ့ဩစရာမရှိပါဘူးနင်ကဘာတွေအံ့ဩသွားလဲအော်တလားပြေဖို့တောင်းတပတ်ကျော်ပဲလိုတော့တာဘူးကျွန်တော်ကအပြေမပေးသေးဘူးဆိုတော့လေထူးဆန်းတာကြလို့
နှွေသက်ကလက်မောင်းကိုဖျန်းကနေလာရိုက်တယ်ဒီနှွေသက်မှတော့စကားပြောရင်လက်မပါလို့မရဘူးလားမသိဘူးထူးဆန်းနေဒီအချိန်လောက်ဆိုအဖြေပြန်ပေးတယ်မီလေနေရလေဒါမှမဟုတ်အကြံဖန်လုပ်မလားနှွေသက်စကားကိုစိတ်ဝင်စားမိရင်ဘယ်လိုမျိုးလဲအော်နေရလေရှင်တော်ကတောင်နေကိုအကွက်ရိုက်ပြီးတော့သူ့ကိုချစ်တယ်ဆိုတော့ဝန်ခံခိုင်းနေမလားနင်းလည်းပြန်လုပ်ကြည့်လေအဲ့လိုလို့ဖို့ငါရဲ့မိခွန်းနေတော့ဖြေရမယ်မေးကြည့်တာပိုင်ကအတော်လေးစိတ်ဝင်စားဝင်ရတာမို့လေသူရဲ့မျက်နှာရှည်တက်တဲ့ဦးလက်ချောင်း၃ချောင်းထောင်ပြလိုက်သည်နံပါတ်1ရှင်တို့လေးကနေကိုချစ်တယ်လို့ထင်လားထင်နေဘာကြောင့်လဲသူ့အမူအရာတွေပြောဆိုရနေသိရဟုတ်ပြီရှင်တို့ပေးလာတဲ့ဖြေကချစ်တယ်လို့နင်းထင်လားထင်တာမဟုတ်ဘူးတေကိုတေကြတာသူ့ကိုယ်သူခုံတက်နေတဲ့တာပိုင်ကိုနောက်စီကိုရိုက်ထဲပြက်လိုက်သည်ဘာလို့ဒါတော့နှွေးတင်မှာနားတယ်ဟာပြင်းလို့ရိုက်ကြည့်ရပါဟဲ့ဒါဆိုငါပြောတဲ့အတိုင်းလို့နင်းတင်းနှန်းသူတယောက်နဲ့ရိုမန်အကတွဲကပြီးတော့ page မှာတင်လိုက်ကျွန်တော်လေးတွေ့ရကမနာလို့လိုက်မယ်နာလို့ပြီးနေကိုငိုပြပြီးတော့ကျွန်တော်ခမရကိုချစ်တာမို့အဲ့ဒီမိန်းကလေးနဲ့ထပ်မပတ်သက်ပါနဲ့ဆိုပြီးပြောလိုက်မယ်နှွေးသက်ကကျွန်တော်ကငိုရိုပြောတဲ့ပုံအတိပေါက်ကြည့်နေလက်ဟန်ချီကနေထိပြီးတော့ပြောနေရဖြစ်တယ်သူရဲ့တရုပ်ဆောင်ပေါ်ကောင်းပေမဲ့လေပြောမနာဆိုမနာတငယ်ချင်းပြီးလောင်ကျတဲ့စိတ်ကလေးကြောင့်သူ့ကိုလက်ညှိုးထိုးပြီးတော့တဟားအောင်ရမိနှွေသက်မနှွေတရုပ်ဆောင်ပေါ်ကလေနှွေသက်ကဘိုက်ကိုလာထိုးတယ်နားလိုက်တာမိန်းကလေးတယောက်ကဘာလို့ဒီလောက်အားရှိနေရလဲမလုပ်ပါနဲ့စတာပါတထုံမလို့လုံးလာတဲ့နှွေသက်ကိုမလုပ်ဖို့တောင်းပြီးလက်အုပ်ချီတောင်းမှန်လိုက်သည်ဒီလိုမှနှွေသက်ကလက်လျှော့ပြီးတော့သူ့ကြံဆက်ပြောနေတေးကြမောင်နင်တို့အစီပြေသားမှာငါပြောသလိုလုပ်ဟုတ်ပြီလုပ်မယ်အေးဒါဆိုဖြူဝေနဲ့ကလိုက်ငါခေါ်ပြမယ်ဖြူဝေအကချင်းနေဖြူဝေကိုနှွေသက်လန်းခေါ်လိုက်သည်သူကလည်းအသေးဝင်မဲမှုအတော်လေးရှင်းနေဖြူဝေကကတာခဏရပြီးတော့အနားလာထိုင်နေဖြူဝေတာပိုင်နဲ့တပုတ်လောက်ကပြီးအောင်ငါဘာလို့အဲ့ကောင်လဲကရမှာတော့ငါချစ်သူတော့တူမှာပေါ့တာပိုင်ငါလှုပ်ထိလိုက်ရဖြူဝေရမကချင်ဘူးလို့ပြောရနေတာပိုင်လင်းဆက်ကသူ့ရဲ့ကောင်မရှောင်းနေပြီဖြစ်တယ်ဖြူဝေရလည်းလဲလန်းပြီးတာပိုင်ရဲ့စပင်မွေးကိုပြန်ဆွဲတယ်ကဲရမဖြစ်ပါနဲ့နေတော့လေတာပိုင်စပင်မွေးကိုအစုံလိုက်ဆွဲထားတဲ့ဖြူဝေလက်ကိုနေသက်ဆွဲဖြုတ်လိုက်တယ်ဒါတောင်နေရာသားအကြည့်ချင်းဆက်ထုံးနေတော့မှထားသက်ခံရမကောင်းရှိရမင်းတာပိုင်ကကောင်လေးတယောက်ကိုဖြေတောင်းထားတာနဲ့သိရမလားဖြူဝေကလန်တစ်ခုလုံးသိနေရပဲအေးအဲ့ဒါလေးကလေအဖြေပြန်မပေးသေးလို့သူမနာလိုအောင်လုပ်မလို့နေဆောင်ကပြောပြထားပါပြီနေရဟောနေသက်ကိုငါတငယ်ချင်းရေးမှန်အဲ့ကလေးသိလို့နေသက်စာတာပိုင်ဝင်ဖြေလိုက်တယ်ထိုအခါမှဖြူဝေခေါင်းတငိမ့်နဲ့ကားဖို့ရလက်ခံလိုက်တယ်အေးကပဲမေအကအသက်တော်မလုံနဲ့ငါတို့ဟိုနေရာမှာကျင်ထားတဲ့အကပဲကောက်ဆိုလေဟုတ်ပြီခုကဆိုတာပိုင်ကတက်ကြွပြီးမတက်ရလိုက်သည်အေးငါဗီဒီယိုရိုက်ပြီးမယ်နှွေသက်လည်းချက်ချင်းထားပြီးတော့ကင်မရာတောင်းယူရင်းကာမဲကောက်ကဆက်စီနေငယ်ပါပြီးတော့တန်စင်လဲတွတ်တယ်ကိုရန်ဖန်နေထားတဲ့အကတွေကလည်းလုံဝကိုအကျဉ်းစားမှုကာမီတင်တဲ့အခါမှာချင်းတို့လေးမနာလို့မှအမှန်ပါပဲတင်နန်းသားတင်နန်းသူတွေကရခဏရခိုင်းပြီးတော့အလဲမှာ2ယောက်တာနေရာယူလိုက်တယ်နှွေသက်ကသူကိုရန်ကင်မရာချိန်နေတချင်းဖွင့်မယ် ready 1 2 3နှွေသက်အမိတ်စကားဆိုတချင်းနဲ့စတင်လာတယ်ဖြူရလဲကားလေးဘက်မှာနှွေသက်လောက်မတော်ပေမဲ့တော်ရဲဘက်ရောက်ပြီးတော့နှွေသက်ထက်ပိုပြီးတော့ဆက်စီကြတာမို့ကားခွက်တည်းကပြီးပြီးတော့အမိုက်စားဖြစ်တယ်ခေါင်းကိုကိုင်းပြီးတော့ခန္ဓာကိုယ်ချင်းနီးကပ်ရတာတကွေ့ညနေချင်းဆိုင်နေထားမှာဖြူဝေးကိုဖတ်ထားပြီးတော့အကြည့်ချင်းဆုံရတာတကွေ့စသဖြင့်တဆင်းချင်းလုံးဝအကျဉ်းသာကပြီးနောက်ဆုံးသက်မှာတော့နှစ်ယောက်လုံးရဲ့မျက်နှာကအနီးဆုံးမျက်နှာချင်းဆိုင်ပြီးတော့အဆုံးသက်သွား၏ရပြီတင်နန်းတို့တင်နန်းသားတွေအားလုံးလက်ခုပ်တီးကြတယ်နေအောင်လုံးတွေတက်စီသွားပြီးတော့ဗီဒီယိုပြင်ကြီးကိုရိုက်တာအလန့်မှာနင်းအိမ်မှာအက်တဗီတင်လိုက်တော့โอเคအကျန်အတွက်ကျေးဇူးပါအေးပါချစ်သူဖြစ်နေတာငါစီကိုခေါ်ခဲ့ဦးဟုတ်တာငါလည်းတွေ့ကျင်နေအေးပါခေါ်ခဲ့ပြီအခုတော့ပြန်ပြီအေးနင်းတက်စီကကင်မရာကိုယူပြီးတော့အပျော်တဝဲရှင်ဝဲပိုက်ပြီးတင်တဲ့အပြန်ခဲ့ပါ၏ဒီနေ့ညအပြီးအက်တက်ပြီးတော့မနေ့ပြန်ဗီဒီယိုတင်တဲ့ဘက်ခါမှာကျဉ်းနှုတ်စီကအဖြစ်ရဘယ်လောက်တောင်ကောင်းလိုက်လဲဟ
ဟန်တာပိုင်းဘဝကတော့ကျွန်တော်လေးရဲ့ကျွမ်းနည်းမှုနဲ့အတူတက်ကပါတီထောင်နိုင်တော့မီပျော်လွန်းလို့လေပေါ်တစ်ချက်ခုန်လိုက်ပြီးတော့အနောက်အိမ်ကိုပြန်ခဲ့လိုက်ပါ၏ညာကိုက်ပြီးလောက်တော့မြင်မှုကျွန်တော်လေးစီဖုန်းခေါ်လိုက်သည်တူတူဖုန်းဝင်တန်းကြားရုံနဲ့အကျဲရင်ခုန်တော့အမြဲလာတော့ကျွန်တော်လေးအတန်ကြားရချိန်ကဘလောက်တောင်တိုးပြီးခုန်လာမလဲချင်းချင်လို့မရပါဘူးတွင်းနေရင်နဲ့ကြားရပြီးဟယ်လိုဆိုတဲ့တန်လေးပါချိုးသားဆုံးတော့အတန်လေးပင်မနေပြီလားချင်တော့ဒီနေ့ညကိုက်မှာစောင်းမွဲဖြေရတယ်လေအခုမှပြီးရဲ့ဒါဆိုရိတ်တော့လေခမစကားမပြောချင်တာလားလုပ်ပြီဒီကလေးစိတ်ဆိုးပြန်ပြီမဟုတ်ဘူးလေကိုချင်တို့လေးပင်မနေပြီလေအဲဒါကြောင့်ကိုချင်တို့လေးနားခိုင်းတာကျွန်တော်နှုတ်စတာပါဟိကြည့်အောင်သူများကိုအယူလို့ရတော့ဟိတဲ့ဒါနဲ့ကိုမနေ့ပြန်တင်နေမှမရှိဘူးနေ့လေးမှာကျူတူရှိရောတနေ့ကိုကြောင်းမှာပဲနေရမယ်ဟုတ်လားနှုတ်နိုင်နှခမ်းလေးစူးမိဒါဆိုမတွေ့ရဘူးပေါ့ဒါဆိုအိတ်တော့မင်းတော့နှုတ်ဟုတ်ပြီကောင်းတော့ညပါချင်တို့ဟုတ်နေရာချအစ်စ်တွေပြတ်ထောက်သွားလိမ့်ပြီဖုန်းဖန်သားဖြစ်မှာပုံနေကျွန်တော်နဲ့တွေ့ရိုက်ထားတဲ့ပုံလေးကိုကြည့်ပြီးတော့တာပိုင်ရကြည့်နှုတ်ကြည်နံပီတီဖြစ်ပြီးတော့ပြုံးမိရန်နာလျင်ကိုနှစ်ချက်လောက်ထောက်ပြီးတော့မဟူရကောင်းငယ်လွာကစိန်မွဲတပွင့်ချင်းစီကိုငေးမှတော့အလွမ်းတန်ဟာတဖန်အသက်ဝင်လာပါရင်လောင်မင်းကြီးကိုတော့ကိုယ်ကိုဖြည့်သိမ်းပေးဟန်ရှိလွမ်းနေချင်တို့ရဲ့တပြင်းရှိချမိချင်တို့လေးမနာလို့အကဗီဒီယိုတင်ရမယ်ကိုယ့်ရဲ့ page ထဲဝင်ပြီးတော့ဗီဒီယိုတင်မှုရအစင်းတစင်းချင်းလေးဖြတ်ကျော်လာပြီးတဲ့နောက်မှာတော့နောက်ဆုံးအစင်းဖြစ် publish ကိုနှိပ်ဖို့ပဲကြံတော့တယ်ဒါပေမဲ့နှိပ်ဖို့ပြင်တဲ့လက်မလေးထဲမှာပဲရက်တန့်သွားပါရင်နှိပ်လိုက်လို့စိတ်ထဲမှာအမိတ်ပေးပြီမိလက်တွေ့မှာတော့မလုပ်နိုင်ပါဘူးကဲဆဲထားလို့လေးလံလွတ်မှာငါဘာလို့မတင်နိုင်ရလဲဖုန်းချလိုက်ပြီးတော့အိယာပေါ်မှာအလျားလိုက်လူလိုက်နေမိဖုန်းချလိုက်ပြီးတော့အိယာပေါ်မှာအလျားလိုက်လူလိုက်နေမိpublic ဆိုတဲ့နေရာကိုနှိပ်ဖို့အတော်အားယူနေရဖြစ်တယ်မဟုတ်လုံးမယ်လို့ဆုံးဖြတ်ပြီးပြီဘာမှတွေးရမနေပဲလှုပ်လိုက်လေအခုဟာတင်လိုက်ရင်ဖြစ်လာမယ့်အကျိုးဆက်ကိုတွေးကြောက်နေမိအဲ့ဒီဗီဒီယိုတင်လိုက်ရင်ရှားလာမယ့်အကျိုးဆက်ကိုအကောင်ဘက်ကတွေးရင်ချင်နိုလီယာကိုတဝန်တိုးပြီးတော့ချစ်တယ်လို့ဖြေပေးမိအဆိုးဘက်ကတွေးရင်စိတ်ဆိုးသွားနိုင်တယ်ဘာလို့တင်လဲလူနေတာကိုရှာလိုက်ပြီးတော့ပက်လက်နေထားနေဖုန်းကိုကောက်ကင်နေဖုန်းဖန်သားပြpublic ဆိုတဲ့စကားလုံးလေးကတော့စိန်ခေါ်နေတယ်လို့ပဲဖြစ်ပါရင်ဘာလို့တင်လဲလူနေတာကိုရှာလိုက်ပြီးတော့ပက်လက်နေထားနေဖုန်းကိုကောက်ကင်လိုက်တယ်ဖုန်းဖန်သားပြpublic ဆိုတဲ့စကားလုံးလေးကတော့စိန်ခေါ်နေတယ်လို့ပါအကောင်ဘက်ကပဲဖြစ်လာမှာပါလူဆိုတာအကောင်ဘက်ကမြင်ရမယ်ဆိုတဲ့အတိုင်းပဲဒီကိစ္စလည်းအကောင်ဘက်ကိုရောက်လာမှာပဲလို့တွေးရင်ဗီဒီယိုတင်လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ပြီးရင်တော့ဖုန်းကိုပိတ်ပြီးတော့လက်နှစ်ဖက်ကိုရှင်မဲ့ပေါ်တင်ပြီးမျက်နှာချက်ကိုပဲစိုက်ကြည့်ရင်စူတောင်းနိုင်တာပြည့်မယ်ဆိုရင်ချင်နိုးလေးရဲ့အပြည့်ချစ်ပါတယ်ဆိုရင်စကားပဲကြားရပါလို့ဤလို့ရှေးမြအမှန်တရားကိုတိုင်တဲ့စူတောင်းချင်လာပါရင်ချင်နိုးရေကိုဖြေပေးပါတော့နော်မျက်နှာချက်မှာချင်နိုးလေးရဲ့အပြုံးမျက်နှာလေးကိုမြင်ရောက်နေပါရင်ဆွဲလန်းလွန်လာတဲ့အဲဒီမျက်နှာလေးကိုတဝိုင်းနဲ့ရှိုက်ချင်တဲ့စိတ်ကမိဘကမိဘတွေလို့တဖွာဖွာလွင့်စင်များပြနေပါတယ်ချစ်သူဖြစ်ခဲ့ရင်ပထမဆုံးအကြိမ်အဖြစ်ချင်နိုးလေးကိုနမ်းရှိုက်အောင်မယ်လို့ချိန်လိုက်ရင်မျက်လုံးလေးကိုမှိတ်ချမိရင်အိမ်မက်ထဲကြီးပိုင်ဆိုးလဲပါကိုယ့်ရဲ့ချင်နိုးကြီးချင်နိုးနဲ့စုံကြီးဆိုရင်အိမ်မက်ထဲစုံတာတောင်မှပျော်မွေးလာတာမို့အိတ်ဆက်ပြီးအောင်အိမ်မက်မဲ့ချင်ပျော်မွေးပဲဖြစ်ပါရဲ့နိုးမလားဆိုတော့အိမ်ကဒရိုင်ဘာဦးလေးကိုစောစောလာကြဝမှားထားတယ်ကျောင်းသားတယောက်ရဲ့တနေ့တာမှာစာသင်ချိန်အများဆုံးဆိုတာဖြစ်မြဲဖြစ်ပေမယ့်ဒီနေ့ဖို့စာသင်ချိန်တွေကနိုးနိုင်အတွက်ပြင်ပန်းပါရင်ပင်ပန်းရတဲ့အကြောင်းရင်းကဒီနေ့ဖို့နိုးကုန်တွေ့နိုင်မှုဆိုတာသိရတော့ပိုတောင်ပင်ပန်းနေကျောင်းမရဲရောက်ချင်းမင်းကိုယ့်ရဲ့ကားကိုရှာကြည့်ရောခက်လန်းလန်းရက်ထားရင်စောင့်စရာမလိုတော့တာမို့ချက်ချင်းကားစီသွားလိုက်တယ်ပင်ပန်းလိုက်တာကားရဲရောက်ချင်းကျုံးမီအမောဖြေမီဦးလေးအေကုန်းဖွင့်ထားပြီလေဘာစင်မပြေလို့လဲသားလေဗျာဟုတ်လေမအေးလို့ပြောတော့မဟုတ်ပါဘူးဟင်းကားဦးလေးကသူ့ကြောင့်ထင်မိရောပြပြတလဲမိရောတောင်းပြရေးပြလိုက်တယ်ပြီးတော့ဖုန်းကိုထုတ်ပြီးတော့အမောပြေဖြတ်တဲ့နှုတ်ကတော့ကြည့်ရမယ်ဘာများအစ်စ်တင်ထလဲစဉ်းစားနေရင်ရှင်စရိတ်တွေခုံလာပါတယ်ဒါပေမဲ့ကိုတခါမှမတွေ့ဘူးတဲ့လောက်ရက်ကိုနှုတ်ကလောက်ခဲ့တယ်
အခုချိန်ဒီဘယ်မိန်းကလေးတွေနဲ့မှကတာမတင်ဘူးတဲ့နှုတ်ကမင်းညာမိန်းကလေးကြောင့်နေတွဲကတာကိုတင်နေတဲ့ဘာအကလဲလို့ဖင်းကြည့်လိုက်တော့2မိနစ်လောက်ကြည့်ပြီးမှလည်းဝမ်းနဲ့လွတ်လို့ဖုန်းကိုဆက်မကြည့်နိုင်တော့ပါဘူးအမြင်မဲဖုန်းကိုပိတ်လိုက်တယ်ခမရတော့တက်လုံးလာမဆက်တယ်နိစိတ်ကြီးခိုင်းလာတာမို့နိုးရဲ့ဖုန်းနံပါတ်ကိုဘလော့လိုက်သည်သူ့ကိုမတွေ့ရလို့ပင်မဲမာရေးဆိုရင်အကဗီဒီယိုနဲ့တောင်မှထပ်ပြီးတော့ပင်မဲကိုလှုပ်ထသည်ချစ်သူမှမဖြစ်သေးဘူးမနာလို့ဖြစ်စရာမလိုဘူးဆိုပေမဲ့ဒီလိုအကမျိုးတွေတွဲကြတာမကြိုက်ပါဘူးအမနဲ့တဲ့နေဆိုခံတောင်းမယ်အခုတော့တခြားကောင်မလေးနေတဲ့ခမများနဲ့တေကန်းပြက်ပြီပဲနိုးနိုင်ကျင်းလိုက်သည်ရှင်နိုးနိုင်စိတ်ဆိုးရင်ဘလောက်ထိကြောက်ဖို့ကောင်းလဲဆိုတာပြရအောင်မီစိတ်ညစ်ညစ်နဲ့ကောင်းမှန်အနေတစင်အပြင်လောကရုံငင်းကြည့်မိဝဲတက်လာတဲ့မြေစားတွေတော့မာနာနဲ့ထိန်းထားလိုက်ပါရင်လွန်လိုက်တာရှင်နိုးရဲ့ဂျမနယ်လုံးကျွေးခွင့်မရတာကြောင့်လေရှင်နိုးနဲ့စကားပြောနိုင်ပြီဖုန်းဆက်လို့ရမယ့်အချိန်ကိုပဲမျှော်နေမိနိုင်တကြီးကြီးနဲ့9နာရီထိုးဖို့စူတောင်းနေပါရင်ဖြစ်နိုင်ရင်ကိုရိုင်းနာအချိန်နဲ့ဖျားဖြစ်ပြောင်းလဲပြီးတော့ရှင်နိုးလေးနဲ့အတူရှိမယ့်အချိန်အတူစကားပြောရမယ့်အချိန်တွေပဲရွှေ့လိုက်ချင်နေအခုတော့9နာရီထိုးကိုထိုင်ဆောင်နေမှတပါဘာမှမတက်နိုင်ပါဘူးမတက်တာရဲ့အချိန်တွေမှာအဲ့ဒီမတက်တာရဲ့အမှန်တရားကိုလက်ခံရတာခဲရင်လို့နေ9နာရီအမြင်ထိုးပါတော့9နာရီထိုးကိုနိုင်ရောထိုင်ကြတော့လိုက်ချင်နေ3မိနစ်လောက်ကိုတောင်မစောင့်ကျင်တော့ပါဘူးစိတ်ပြေလို့ပြေငါအချိန်ကိုရှည်ကျွမ်းနေမိရင်ရှင်တို့နဲ့မှပဲကိုယ့်ရဲ့မရှိတဲ့စိတ်တွေကိုရှည်အောင်ဆွဲဆန့်ထားရပြီ yes ထိုးပြီလက်တန့်ရှည်အောင်စနစ်တက်တဲ့နေ့လက်တန့်တော့ကိုယ့်ကိုရောက်သွားပြီခေါင်းအုံးပေးရဖုန်းကိုယူလိုက်ပြီးတော့ရှင်တို့လေးစီချက်ချင်းဆက်လိုက်တယ်ဒါပေမဲ့တတူတူမြေတံမကြားရပြီလူကြီးမင်းခေါ်ဆိုတော့ဆိုရင်ကောင်မလေးတယောက်ရဲ့အတန်နဲ့တိုးပါ၏မအားရလားပြန်ခေါ်ကြည့်မင်းထက်ခေါ်လေထိုးစကားတန်ပါပြီဖះကြီးဟိုဗီဒီယိုတွေ့ပြီးတော့စိတ်ဆိုးသွားလားမဖြစ်ဘူးကလေးမွားနေအမြဲစင်းပြီးတော့ခန်းထဲကထွက်ပြီးအပေါ်ရဲ့အဲကန်အကျိုးဖုံးရှိအောင်မြင်သွားလိုက်သည်ပြီးရင်ဆိုဖာမှာထိုင်ပြီးတော့အလွတ်ရနေနံပါတ်ကိုနှိပ်ပြီးတော့ရဲတမမနဲ့စောင့်နေပါ၏ဒီဖုန်းနဲ့ကြာဖုန်းဝင်နေဒါဆိုတေးစားပေါင်းချစ်လို့လျာကို့စိတ်ဆိုးပြီးတော့ဘလော့ထားပြီဟယ်လိုချစ်တို့ကိုပါချစ်တို့ကိုဆိုတာနဲ့ချစ်တို့ကဖုန်းကိုချက်ချင်းချပြလိုက်သည်တေးစားပေါင်းထိုးကလေးကစိတ်ဆိုးနေပါပြီကို့မှလည်းထိုင်မြန်ထမရဒုတိယကမ္ဘာစစ်မှာဖုန်းကျဲလို့ပြေးရတဲ့လူတယောက်လိုပါကျွန်တော်ဖုန်းနဲ့ဆက်တော့မကိုင်ပါဘူး3ခါလောက်ခေါ်ရင်မှကျွန်တော်ကကိုင်းလာတယ်ခင်ဗျာကျွန်တော်နဲ့လာမပတ်တဲ့နေ့ကျွန်တော်ရဲ့စကားကျွန်တော်ရဲ့အဲစကားပြောမေးစားကိုရင်ကိုဒါနဲ့တဆက်ဆက်ထိုးလိုက်ပါရောလားကျွန်တော်စိတ်ဆိုးနေရလားဘာလို့လဲကိုပြောဘာမှစိတ်မဆိုးကျွန်တော်ပြောချင်တာကျွန်တော်နဲ့လာမပတ်တဲ့နေ့မဟုတ်ဘူးလေကွာကိုပြောပြမှာကိုသိမှာပေါ့ကျွန်တော်ဘက်ကဘာတမ်းမှထွက်မလာတော့ပါကိုတို့မနေ့ပြန်ထမင်းစားစင်တွေ့လို့ရလားမရဘူးအဲ့လိုမလုပ်ပါနဲ့ကျွန်တော်ရဲ့ကိုတနာပါအောင်ဘာလို့စိတ်ဆိုးနေရလဲဆိုတာသိမှချို့လို့ရမှာလေမနေ့ပြန်ကိုတင်တန်းကိုလိုက်ခဲ့ကိုကြောင်ဘက်ကိုလာပြီအခုခမည်းနဲ့စကားမပြောချင်ဘူးထားပြီဟုတ်ပြီကောင်းအိမ်နော်ဘာဖြစ်တမ်းမှမကြားပါဘူးစိတ်ပြက်လက်ပြက်နဲ့တက်ပြင်းချပြီးတော့ဖုံးချပြီးခန်းထဲပြန်လာခဲ့ပါ၏နှွေးတက်မှာအဲ့ဒါနှင်းကြောင့်အခန်းထဲရောက်တော့ညက်တဲ့စိတ်ကိုပြေးလို့ရအောင်နှွေးတက်စီဖုန်းခေါ်လိုက်သည်ကျွန်တော်ကသူ့ကြောင့်စိတ်ဆိုတာအေးတာပိုင်းကျွန်တော်လေးအဖြေပေးလားချီးကိုဖြေပေးငါ့ကိုစိတ်ဆိုးသွားတာများမနှင်းချော်ရတယ်ဟဲ့ငါပြောထားတာပဲလေစိတ်ဆိုးပြီးသူကချစ်တယ်လို့ပြောမယ်လို့ကျွန်တော်ကငါ့ကိုဘာပြောလဲသိလားချစ်တယ်လို့ပြောရမလားငါ့ကိုလာမပတ်တဲ့နေတဲ့အဲ့ဒါနှင်းကြောင့်အဲ့လိုပြောရလားအေးဟုတ်တယ်မနေ့ပြန်ထမင်းစားစင်တွေ့ကိုချိန်ထားတယ်ဒါတွေကုန်နှင်းကြောင့်ဖြစ်တာအောင်မငါလည်းကြံပေးရသေးတယ်အောင်လိုက်တယ်ကျန်ညံပူစော်ကပွဲထိုးထိုက်ပါလေဒါပဲငါစိတ်ညစ်နေနှွေးသက်ကိုစိတ်ကျဉ်နေတဲ့တီရွယ်ပြောပြီးတော့ဖုန်းချပြီးတော့ကတဲ့မမချစ်ပြက်လက်ပြက်လဲလိုက်ပါလေမနေ့ပြန်တော့ရှင်တို့လေးဘက်ကအရင်ကြီးစိတ်ကားနေကိုစူတောင်းရပါတယ်ဒီကလေးကြောင့်ကိုလည်းအယူလုံးဖြစ်တော်မီလူသားအနေတက်ကလန်အမြည်တက်ရရမယ်ထမင်းစားစင်ကလေးကစောင့်နေပေမဲ့10မိနစ်ကြောင်ရဲ့တိုင်ရှင်တို့လေးကထွက်မလာသေးပါဘူးဒါပေမဲ့လည်းလက်မလျှော့သေးပေနဲ့ရှင်တို့လေးကိုစောင့်မြဲတိုင်စောင့်နေစေပါကိုကမဆောင်မဲထွက်သွားရင်
ကျွန်တော်ကထမင်းစားပြီးထွက်လာတာနဲ့ကြုံလိုက်ရင်သူ့ကိုမဆောင်လားဆိုပြီးပို့တောင်စိတ်ဆိုးမယ်ကျွန်တော်လေထွက်ခဲ့ပါနော်ထပ်ပြီးမြော်ကြည့်ရင်လည်းရေရွက်မိရင်ဒီဒီချိန်တော့ကြောင်ပေါက်ကိုကြွေလာတဲ့ကျွန်တော်လေးကိုမျက်နှာချောင်းလေးထားခုံမိမတက်ဖြတ်သားပါရင်လန်လျှောက်လာရင်နဲ့ကိုယ့်ကိုရှာတဲ့မျက်လုံးလေးကိုယ်စီတက်တက်ရောက်တာနဲ့စောင်းနေသေးကြောင်လက်တစ်ဖက်မြောက်ပြလိုက်တယ်အဲ့ဒီခါမှကိုယ်စီရှောက်လာတဲ့မျက်နှာစူးပုတ်ပုတ်နဲ့ကျွန်တော်လေးပါလေခင်ဗျားနဲ့ဘာမှပြောစရာမရှိဘူးကိုစိတ်ဆိုးနေမလားကိုတင်နဲ့လိုက်ခဲ့လေကိုရှင်းပြပြစီအဖေနဲ့မေကမသိရဲ့နုံနောက်ကိုမလိုက်သွားရအောင်လေတာပိုင်ကောက်ရတယ်ဒီကလေးကတကယ်ကောက်နေရပြီဘာလို့စိတ်ကောက်တာလဲကိုပြောပြလေခင်ဗျားနဲ့ကျွန်တော်နဲ့တိလို့လားအဲ့လိုမလုပ်ပါနဲ့ကွာကိုတို့စကားပြောရအောင်လေတောင်းဖြားဖြားပြောလိုက်မှကျွန်တော်ကရှေ့ရဦးဆောင်ပြီးတော့ကိုတင်တဲ့ဘက်ကိုဥတီသွားရင်အလာတော်ကလောက်မျက်နှာအရောင်ကမတင်တော့တာကြောင့်လေအချိန်လေးကအနှဲငယ်ကောင်းမှတော့မီကျွန်တော်ကတင်တဲ့တကားကိုဖွဲဝင်တော့အကတင်နေတဲ့တင်တဲ့နောက်တင်တဲ့လူတွေကလှည့်ကြည့်လာတယ်လာကျွန်တော်လေးဒီဘက်မှာတင်တဲ့နဲ့စားဝင်တော့အကလေးကျက်နေတဲ့ဟောကိုအရင်ရောက်တာဖြစ်တယ်ပြီးမှလိုက်ကထားတဲ့နားနေကန်လို့ခေါ်တဲ့နားနေကန်ဖြစ်တယ်ဘာပြောမှလည်းမမြင်ပြောတစ်ဖက်ကိုရောက်ချင်းကျွန်တော်ရဲ့အတန်ဆက်ဆက်ကိုကြားလိုက်တယ်ဦးလောင်နေရဲ့စိတ်ကလေးကြောင့်ကျွန်တော်ကိုလက်မောင်းကနေဆွဲပြီးရင်ဝင်နဲ့ထည့်ဖက်ထားလိုက်တယ်မဖက်နဲ့ဟိုဗီဒီယိုကြောင့်လားကျွန်တော်ကိုတောင်းမြတ်ပါရင်ကိုပြန်ဖြစ်ပေးပါမယ်ကိုကကျွန်တော်လေးများမနာလို့ပြီးတော့ကိုကိုချစ်တယ်လို့ပြောမလားလို့တွေးပြီးလှုပ်လိုက်မိရပါကျွန်တော်ယောက်ျားလေးအဲ့ဒီဗီဒီယိုတင်လိုက်ခြင်းဖြင့်ကျွန်တော်စိတ်ထဲမှာဘာမှမနာလို့စရာစိတ်မဖြစ်ဘူးအားငယ်စိတ်ပဲဖြစ်တာကျွန်တော်ဆွဲဆောင်မှုရှိရင်မိန်းကလေးမှမဟုတ်ပဲကျွန်တော်လေးရဲ့ငိုတန်ဆွတ်တဲ့အတန်မှာကြံခဲမိရဲ့ကိုကောင်းကိုထူထောင်းလိုက်ခြင်းပါရင်တောင်းမှတ်ပါရင်ကိုပြန်ဖြစ်ပေးပါမယ်ဒါမေးကျွန်တော်လေးအထွေလွဲမှာမို့ကိုတငယ်ချင်းတွေပဲကခဲ့တာပါသူ့မှလည်းချစ်သူရှိရင်အဲ့ဒါတော့မလိမ့်ပါဘူးကိုခွန့်လွတ်ပါနော်ကျွန်တော်ကခေါင်းရမ်းပြရင်ရှင်တို့ရဲ့ကိုမမန်သိပါရဲ့ခွန့်လွတ်ပေးပါနော်ကျွန်တော်ပိုပြီးတင်းညံဖက်ထားလိုက်တယ်ခွန့်လွတ်ပါရဲ့ဒါမဲ့ခင်ဗျားနဲ့မပတ်သက်ကျွန်တော်ဝန်တုံစိတ်အရေးများတယ်ခင်ဗျားရဲ့ဝါသနာနဲ့အဆင်ပြေမှာမဟုတ်ဘူးတနေရာထဲမှာကွက်ပြီးတော့ငလျင်လှုပ်သွားတယ်လို့တာပိုက်ကဘာကဲဆိုးပါပြီမပတ်သက်ချင်ဘူးလေလားအဲ့လိုဖြစ်လို့မရပါဘူးချက်ချင်းကျမ်းမြေမော်တူးထောင်းပြီးတော့ရှင်တို့ဘက်မှာမျက်နှာအပ်ပြီးတော့ခေါင်းကိုဖက်ထားလိုက်မိကိုတင်တယ်မတင်ပေးရောတင်ပေးတော့ယောက်ျားလေးအဖွဲလိုက်ဟဲ့ဟောပဲတင်ပေးပါမယ်ကိုချစ်လို့မကြိုက်တာလေးရှောင်ပါမယ်ကိုထားမသွားပါနဲ့ခင်ဗျားတက်လန်ကိုမပိတ်ချင်ဘူးဖဲ့ပါခေါင်းကိုဖက်ထားတဲ့နှုတ်ရဲ့လက်တွေကိုဆွဲဖယ်တော့လည်းမရပါဘူးနှုတ်ကအရင်ကိုတွက်ကလွန်မှရတယ်ကိုနားမှာချစ်လို့ရှိရင်ရပြီကျေးဇူးပြုပြီးကိုတနာပါနော်ချစ်လို့နော်မောကြည့်လာတဲ့နှုတ်ရဲ့မျက်နှာမှာမြည်ရည်စပြီနှုတ်ရဲ့မြည်ရည်စတွေမှာအငိုင်မြေသွားတာတဲ့နှုတ်ကိုတနာသွားမိယောက်ျားတစ်ယောက်ကြောင့်ဒူးထောက်ရတာခုံယူရတဲ့လုံးမဟုတ်ဘူးလေနှုတ်ချစ်လို့ပဲကိုလိုအပ်တယ်ဟန်သားပိုင်ဆိုတဲ့လူသားချစ်လို့နဲ့ပဲလိုအပ်တယ်အဲ့ဒါကြောင့်ချစ်ရင်တော့မရစ်စစ်ပါနဲ့ချစ်လို့ရဲ့နော်ဆွဲမေးရတဲ့နှုတ်ရဲ့မြုံဝန်းတရားပလဲလုံးလေးတစ်လုံးပါပြင်းလို့ပေါ်ခုံဆင်းလာပါရင်ထုတ်ပလဲမြင့်လေးကိုလက်ဖွားနေအသာတုပ်ပေးမိပါရင်ကျွန်တော်လေးချစ်ပါရီချစ်ပေမယ်လေအဲ့ဒီအချက်တစ်ခုတည်းကိုတွေးလို့ရတာမဟုတ်တာနှုတ်ရနှုတ်ရည်မဲ့ချက်ကအမှုပညာလေးကျွန်တော်အဲ့ဒီအမှုပညာမှာပတ်သက်ရမယ်အမှုပညာရှင်တွေနဲ့တွေ့ပြီးမနာလို့မှာကျွန်တော်လည်းမခံစားချင်ဘူးမဖြစ်စေအောင်ကိုပြောသလိုဟဲ့ဟောပဲတင်ပေးမယ်အမှုပညာလည်းမိန်းကလေးတွေနဲ့တွဲမလုပ်ဘူးမအောင်မြင်လေးရတယ်ကိုကတင်တဲ့အတွက်ပဲအားဖြည့်ပေးမှာနော်ချင်လို့နော်ကိုထားမတော့ပါနဲ့နော်ချင်လို့နှုတ်ရဲ့တောင်းမဲ့ဦးညစ်တဲ့အကြည့်ကိုမမြင်ရတော့ပါဘူးနှုတ်ကဂရိပင်တီမဲယောက်ျားမျိုးတခါတော့ယုံကြည်ပြီးခွင့်ရေးပေးလိုက်ကြပါရဲ့ကျွန်တော်လည်းချစ်ပါရဲ့ငိုပါနဲ့ချစ်လို့နှုတ်ကမယုံနိုင်ခြင်းများစွာနဲ့ကြည်လာတယ်နှုတ်နိုင်ပြုံလိုက်ပြီးတော့မနှက်ပြန်ကြောင်ပိတ်တာမလို့ကျွန်တော်ရောလာပြီးတော့အမေစရာတွဲခွင့်တောင်းပါကျေးဇူးတင်လိုက်တာချစ်နှုတ်ရဲ့ကိုကချစ်နှုတ်တက်ဆန်ရှိရတာမလို့ချစ်နှုတ်လေးစိတ်ရှင်းရှင်းတက်နဲ့ကိုချစ်နိုင်အကုန်လုပ်ပေးမယ်ထပါတော့ဟုတ်ပြီအခုတာပိုက်မျက်နှာပြန်လဲလာပါရင်ကိုဟိုဗီဒီယိုဖြတ်ပေးမယ်နော်မနေ့ဖြတ်မှလာခဲ့တော့ကျွန်တော်စောင့်နေမယ်ဟုတ်ပြီချစ်နှုတ်ချစ်တယ်ကျွန်တော်လည်းချစ်တယ်ခြေပြားထောက်ပြီးတော့နှုတ်ရဲ့နှာခမ်းကိုနမ်းလိုက်တော့နှုတ်ကပါပြေကိုလာနမ်းပါရင်
ကြောက်တက်တော့မယ်လိုက်ပို့ပြီးတော့နော်ဟုတ်ပြီသားစုကျွန်တော်ရဲ့လက်ဖွာစုပ်ကိုင်းပြီးတော့နားနေကန်နဲ့ပြန်ထွက်လာပါရင်နားနေကန်နဲ့ထွက်ချင်းတော့ရက်စားနေတဲ့ဖြူဝေနဲ့နေသက်ကိုတွေ့ရတယ်အစင်ပြေသွားရင်မလားစိတ်မဆိုးနဲ့တော့မောင်လေးအမမချစ်သူရှိရဲ့အထင်မလွဲနဲ့နော်ဟုတ်ချစ်စရာလေးဟုတ်ပါရဲ့နှုံနိုင်ရပြုံးပြတော့အမနှစ်ယောက်လုံးပေါ့လားဆိုရင်ကဲတော်ကြောင်းတက်တော်မှာအေးပါဟင်နေကိုတော်ဖြစ်ကိုတောင်မဆွဲရသေးရဲ့ပါလီကိုသူတို့တွေကအားနဲ့ဖြစ်ညက်နေတယ်တဲ့ရှင်ကုန်ထဲကိုထည့်ပြီးအောင်ဒီခန်းထဲကမဟုတ်ဘူးဒီတရေမတွေလက်ထက်ချစ်နှုတ်လေးကိုအဝေးဆုံးခေါ်လာခဲ့ပါရင်ဒါတောင်မှကို့မနာလိုဝန်တိုးစွာနဲ့ပြောဆိုနေကြသေးရင်ဟန်တာပိုင်ရတော့ကျူးမဆိုင်ပါဘူးချစ်နှုတ်လေးကိုဖက်ပြီးတော့အကူဆင်းလာလိုက်တယ်အကူရောက်ရင်တော့ဖက်ခွက်မရှိတော့တဲ့လက်ဝါးလေးပဲစုပ်ကိုင်ထားမိပါတယ်အခြေအနေချိန်ခေါလိုက်ရတာပေါ့လေစာကောင်းကောင်းတင်တော့ချစ်နှုတ်ဟုတ်ကျောင်းပတ်ကိုရောက်တော့နှုတ်ဆက်ရတယ်ချစ်နှုတ်လေးကအပြုံးပန်းတစ်ပွင့်နဲ့ကိုပြောသမျှကိုယူသေးစွာလက်ခံနေမနေ့ပြန်တွေးဆိုဟုတ်ကျွန်တော်အိမ်လိပ်စာသိလားသိရပေါ့ဟုတ်ပြီဒါဆိုသားပြီကျွန်တော်ကတက်တာပြန်ရင်နဲ့နောက်ပြန်လမ်းလျှောက်တယ်ကိုတက်တာပြန်ပြမှာသွားဖြူရန်လေးပေါ့ရှဲပြပြီးတော့ကျောင်းထဲကိုရုံလေးလိုပြေးဝင်သွားပါရင်ကုန်းမှာတော့သူ့လေးကြောပြင်းကိုကြည်ပြီးတော့ပြုံးပြီးငေးနေမိကဲဒါဆိုအခုအိမ်ပြန်ပြီးတော့အဖေကိုဖွင့်ပြောမိအခုလမ်းနေသားပိုက်ခြေလမ်းနေတက်ကြွနေအချက်ကြောင့်ကိုရေခေါ်အားရကေတရားစာလုံးမဲဟောပြည့်ဖြစ်ပါ၏ဖြစ်လာမဲ့ပြဿနာတွေကိုရှင်းဆိုင်ပြီကြုံလာတဲ့အခက်အခဲတွေကိုကြော်လွှားပြီနောက်ဆုံးမှာချင်တို့လက်ကလေးကိုရဲရဲတင်းတင်းဆုပ်ကိုင်ထားပါ၏ဒါဟန်တာပိုက်ရဲ့အချစ်ပါပဲအိမ်ရောက်သွားတဲ့လမ်းတစ်ဝက်မှာအဖေအိမ်မှာရှိလားဆိုတာသိချောင်းဖုံးဆက်တော့အဖေကအိမ်မှာမဟုတ်ဘဲနဲ့ကုမ္ပဏီမှာလို့ပြောတာကြောင့်ကုမ္ပဏီပဲဆိုင်ငယ်ပြန်လှည့်လိုက်သည်ချင်တို့လေးကိုချစ်နေတဲ့အကြောင်းတွဲခွင့်လိုက်တောင်းပေးရမယ်ဆိုတဲ့အကြောင်းဖွင့်ထုတ်ဖို့ကြောက်နေလားဆိုတော့အဲ့ဒီမေရဲ့အဖေကဟင်းလုံးဝမကြောက်ပါဘူးအခုချိန်တွင်ကိုယ့်ရင်ထဲမှာဖြစ်ပေါ်နေတဲ့တက်တီတွေဟာထိုခံစားချက်တွေကိုနှလုံးသားထဲမရအောင်တိုင်းတစ်ဖွဲကစီးထားပါရင်မနေ့ဖြစ်လာမယ့်အခက်အခဲတွေကိုမမှုပါဘူးချင်တို့အတွဲဆိုရင်ရှိသမျှအန်ဒီရဲ့ခက်သိမ်းကိုအလုံးစုံသောအင်အားတွေနဲ့ဖြည့်ရှင်းမယ်ပြီးရင်ချင်တို့လက်ကလေးကိုဆွဲကိုင်းပြီးတော့ဘဝတစ်လျှောက်လုံးမှာကိုယ်ပါရမီဖြည့်စေမယ်တွေးနေရင်နဲ့စိတ်လက်ပေါ်ပါမှုကြောင့်ပြောလိုက်မိပြီးတော့ဆိုင်ငယ်ကြီးအောင်တင်းပြီးတော့ခေါင်းမောရီအကျဲဆုံးအော်ဟစ်မြည်ကျွေးမိချစ်နိုးချစ်တယ်သူစကားကိုရေရွေးရတယ်နဲ့တိမ့်တိမ့်ကြည်နေရတယ်ချစ်နိုးလေးကိုပိုင်ဆိုင်ရတယ်လို့မျိုးခံစားရတယ်အတိုင်းမသိပျော်ရွှင်မှုတွေပေါ်ပေါက်လာပါတယ်ခံစားချက်အလုံးစုံရဲ့ဘဟုပြုတဲ့အကြောင်းအရာကချစ်နိုးလေးဆိုတာသိရခါမှာပိုပြီးကြည်လို့ရပြန်နေကုမ္ပဏီရောက်ရင်တော့ဆိုင်ငယ်အခဲပြီးတော့အဖေရုံငန်းရှိရာတတိယထပ်ကိုပဲတက်လာခဲ့ပါအဖေရုံငန်းနဲ့မရောက်ခင်လက်တက်လျှောက်မှာပြင်းပြင်းနဲ့ဆိုင်ငယ်တော့ရုံမြောက်ပြီးကစားခဲ့တယ်အဖေရှိလောက်မှာပါအစည်းအဝေးနဲ့ကြုံရင်လည်းထိုင်ဆောင်ရုံမင်းကိုတွေ့ဘာမှခက်ခဲတဲ့အရာမဟုတ်ပါဘူးအထဲမှာရှိလားအဖေရုံငန်းနဲ့ထွက်လာတဲ့ဝန်ထမ်းကောင်လေးကိုမေးလိုက်တော့သူကကောင်းကြီးပြပြီးရှိပါတယ်ခမရလူရေးကိုတည်တည်ပြောပြန်နေသူ့ကိုပြန်လဲကောင်းကြီးပြီးရုံငန်းနဲ့ဝင်ခဲ့တော့စပယ်မှာအလုံးထိုင်လုံးနေအဖေကိုတွေ့လိုက်တယ်အဖေကဘာလဲဆိုပြီးမင်းငေါ့ပြတယ်ပြောစရာရှိလို့ဖေလာထိုင်ပေးပါအောင်အေးမင်းပြောစရာရှိလို့လာမှန်းသိရင်ဘယ်တော့မှမင်းမအကြောင်းမရှိရဲ့ကုမ္ပဏီကိုချိန်မချပါဘူးအဖေဖြစ်သူမို့တားချောင်းကိုခေါင်းစကြီးဆုံးသိလို့ရေတန်းတော့ပြောပါရင်အဖေကလုံးလက်စအလုပ်တွေရက်ပြီးတော့စပယ်ကနေဆိုဖာစီလာပြီးတော့မျက်နှာချင်းဆိုင်မှာဝဲထိုင်နေပြောစီကျွန်တော်ချစ်သူရှိနေပြီကိုယ်ဝမ်းနေပြီဘုံမင်းပြောချလိုက်တယ်အဖေကအန်အောဟန်တော့မပြပါဘူးလူသားတယောက်ချစ်သူရတာအန်အောဆရာတော့မဟုတ်ဘူးလေမင်းလေးစေကျော်သက်ပဲဒါထူးဆန်းလာဟန်သားပိုင်ရကျွန်တော်တို့တော့မထူးဆန်းပါဘူးဒါမေအဖေတို့ထူးဆန်းနေလိမ့်မယ်ကျွန်တော်ချစ်တဲ့သူကမိမသားတယောက်မဟုတ်ဘဲနဲ့ယောက်ျားလေးတယောက်ပါအဖေခန္ဓာကိုယ်မှကနေဖြတ်သွား၏အန်အောရုံမှာတပါဖေးမျက်နှာမှာရွှန်ရှားထိတ်လန့်ခြင်းတစိုးတစီမျှမရှိပါဘူးကိုယ့်ရဲ့မျက်နှာကိုစိုက်ကြည့်ပြီးတော့တခုခုအလေးနဲ့ထားစဉ်းစားနေဟန်ရှိတယ်စက္ကန့်လေးတွေတစားပြီးတိုးသွားပြီမိဖေးစရာဘာတမ်းမှထွက်မလာသေးပါဘူးအဖေတခုပြောလေအော်ဟုတ်တာပြောရမယ်ဆိုရင်အဖေကအလုတ်ကျန်းပေါက်လို့လုပ်ခဲ့ဘူးကျက်စားရနေရအမျိုးမျိုးပြောင်းလဲဘူးတော့လူအမျိုးမျိုးတွေကြုံကြိုက်ဘူးဖေးနားလေတာဒါပေမဲ့တာသူ့ကိုချက်တာသိကြပြီလားနှစ်ယောက်လုံးနဲ့တက်ဆိုင်တာမို့ဖေးမေးရပါဟုတ်သိကြပါတယ်သူလည်းတားကိုချစ်တယ်သူ့နာမည်ချစ်နိုးနိုင်နဲ့
ကျွန်တော်ကငယ်သေးပေမဲ့လည်းကျွန်တော်နဲ့အတူချစ်သူအဖြစ်အတူရှိခြင်းနဲ့ကျွန်တော်ကိုယ်တိုင်ကပါပဲဒါပေမဲ့လည်းခြေလမ်းမပြည့်အောင်တွဲဝင်ရရင်အချိန်နဲ့ကျွန်တော်သွားတွေ့ခြင်းနဲ့မိဘတွေမသိအောင်ခိုးချောင်ခိုးပန်းမလုပ်ချင်လို့ဖွင့်ပြောတာပါဖေကောင်းပါလေအဖေစိတ်မဆိုးလားအဖေကတာဝန်မသိသူမဖြစ်စေချင်ဘူးတားအဆရတဲ့တာဝန်ယူမှုအပြည့်ရှိရောအဖေကျင်းတဲ့တယ်အော်ဒါနဲ့ဒါဆိုတားအဖေကိုတွဲခွာတောင်းခိုင်းတာလားဟုတ်တယ်ဖေသူမိဘတွေစိတ်ဆိုးမယ်တင်နေဒါတော့ကြုံရမယ့်ရပဲလေအဖေလိုက်တောင်းပေးမယ်မလားအေးဘယ်နေတော့မနေ့ဖြန်ဟုတ်ပြီသွားကြတာပေါ့ကျေးဇူးပါဖေကျေးဇူးဆိုကြောင်းပြီးငါလူကိုဝိုင်းကူပေးကွာအဖေကလည်းသွားပြီတော့တက်တာသွားပြီဒီကောင်တော့အလုံးဝိုင်းကူဆိုတာနိရှောင်ပြေးတဲ့သားဖြစ်သူကိုပြောမနိုင်တော့ပါဘူးခေါင်းခါရိုင်းရင်းနဲ့စပယ်ဝဲပြန်သွားပြီးအလုပ်လုပ်လိုက်တယ်တားရဲ့ချစ်သူနာမည်ချစ်နိုးနိုင်နေထိုနာမည်ကိုကြားဘူးကြားစားရှိပါရင်အင်းလေနာမည်တူမရှာလူတူမရှာပြီအတွေးတွေကိုခေါင်းခါထုတ်ပြလိုက်ပါရင်မနေ့ဖြန်ဘလို့အတွေ့အကြုံကြုံရမလဲဆိုတာစဉ်းစားမိရဲ့အနေငယ်လေးပြင်မိရဲ့ထိုကလေးမိဘရဲ့လက်ခံမလားအဲ့ဒီချက်ကစိုးရင်စရာဖြစ်တယ်တားနှစ်ယောက်ကံကောင်းပါစေလို့ပဲဆုတောင်းပေးမိပါတယ်ကျန်ပြစ်မှာပက်လက်နေထားတဲ့မျက်နှာချက်ကိုပဲစိုက်ကြည့်နေမိရဲ့ကျောင်းလင်းကကျန်ပြစ်ရဲ့အေးစစ်စစ်ထိတွေ့ရရှင်တဲကအပူကြီးကိုငြိမ့်သက်နိုင်ရင်ဘလောက်တောင်ကောင်းမလဲမနေ့ပြဖြစ်လာမယ့်ပြဿနာအပူမိကိုဘလို့အကြောင်းတရားနဲ့ငြိမ့်သက်နိုင်ရင်ကောင်းမလဲပြင်ပန်းလိုက်တာနိုးလိုက်တဲ့ပြင်ချလိုက်မိရဲ့ဒါမှမဟုတ်ငါဘက်ကဝန်ခံထားလိုက်ငေါအဲ့လိုတွေးပြီးတော့နိုးလိုက်ချက်ချင်းထားထိုင်မိရဲ့ဟုတ်တယ်ငါလည်းဒီထက်ပိုတော့တိမခံနိုင်တော့အမြဲဆုံးဖွင့်ပြောလိုက်တာကောင်းဆုံးပဲလုံးမဲလို့တွေးပြီးရင်တော့အခန်းထဲကနေထွက်ပြီးတော့အောက်ထပ်ကိုဆင်းလာပါရင်ခဲဆွဲထားလို့လေးလံလောင်းစိတ်ကိုပုတ်ပင်မန်းစီရဲ့အရာကအရင်ဆုံးတွေးမိရဲ့ကိုယ့်ကိုအချောက်ဆိုပြီးအဖေတို့မေရဲ့တက်မုတ်ချင်းခံနေရမယ့်အနေထားဖြစ်တယ်တွေးကြည့်ုံနဲ့မြည်ဝဲမိရဲ့ဒီရွယ်မှာထားရင်မလုပ်တဲ့မှုဆိုတာသိပေမယ့်ကိုယ်တိုင်မှမလွန်ဆန်နိုင်မေဒါကြောင့်ကိုယ့်ဘက်ကဖွင့်ပြောလိုက်ဖို့ပဲလိုတယ်ပထမဆုံးစာကြည့်ခန်းထဲကအမေကိုခေါ်ရမှာမို့စာကြည့်ခန်းထဲဝင်လာခဲ့ပါရင်အမေလိုက်ခဲ့ပါအောင်ပြောချင်ရှိလို့စာကြည့်ခန်းထဲမှာထိုင်နေတဲ့အမေကိုလက်မောင်းကနေစုပ်ကိုင်းပြီးပြောလိုက်တယ်။တာရဲ့ဘာလို့မလို့လဲ။လာဝမေရဲ့တာပြောချင်ရှိလို့အမေလက်ကိုဆွဲပြီးအောင်အဲကန်နဲ့ခေါ်လာခဲ့တယ်။အမေကတော့ဘာလို့မှလဲဆိုရင်အမေစက်ကတွတ်ရွရွနဲ့ခေါ်ရနောက်ကိုကြည်ကြည်ဖြူလိုက်ပေးပါရင်အဲကန်နဲ့ရောက်တော့အမေကိုဆိုဖာမှာထိုင်စီပြီးတော့ဖိတ်စီသွားပြီးတော့ခုနအတိုင်းပဲအဖေလက်ကိုဆွဲပြီးတော့အဲကန်နဲ့ခေါ်လာခဲ့ပါရင်အဖေကတော့သူ့ရဲ့အချက်ဆုံးသားလေးရဲ့အစိုးတွေကိုဘာမှပြောမလာပါဘူးအဲကန်နဲ့ရောက်ရင်တော့မေးပေးမှထိုင်ခိုက်ပါရင်ဒါအဖေတို့ပြောချင်ရှိလို့ပြောရင်အဖေတို့ရှိကျန်းဖြစ်မှာတင်မြခွေထိုင်လိုက်တယ်ကြောင်ပိတ်လို့ရှောက်လေခြင်းလို့လားအဖေကခက်မှန်းနေလဲချင်မအောင်တာပြောမှတခြားတစ်ခုပါပထမဆုံးအဖေနဲ့မေကိုတားရဲ့ဖြစ်တည်မှုတွေအရင်ဆုံးတောင်းမဲ့ခြင်းပါပြီးတော့တားကိုရှုံမသွားဖို့စိတ်ဖြစ်မသွားဘူးလဲတားတောင်းမဲ့ခြင်းပါတားလည်းဒီစိတ်ကိုလက်ခံနိုင်မှုအတော့ကိုကြိုးစားထားရတာပါအဖေနဲ့မေတားလည်းဒီလိုမဖြစ်ချင်ပါဘူးပြောရင်ဝန်နေမှုကြောင့်နိုးနိုင်ပါဖို့မြည်ပြီးကြားလာတယ်ဘာဖြစ်တာလဲတားရဲ့အမေတို့စိတ်ပူရအောင်တားရဲ့ပါပေါ်မြည်ပြီးအသာတုပ်ပေးလိုက်တယ်တားလေချစ်တဲ့သူရှိနေပြီပြီးတော့တားချစ်မိရဲ့သူလည်းယောက်ျားလေးတစ်ယောက်ပါပြောပြီးချင်းကောင်းကောင်းလိုက်မိရဲ့နိုးနိုင်ရဲ့မိဘနှစ်ပါးတော့နေငယ်ထိတ်လန့်သွားမိရဲ့ငယ်လေးနဲ့ဒီလိုမျိုးတွေလုပ်နေပြီလို့တောင်းမဲ့ပါရဲ့ဒါမဲ့တားစိတ်ကိုတားမလွန်ဆန်နိုင်ဘူးအဖေနဲ့မိမိုးရကြုံမနဲ့လို့တားတောင်းမဲ့ပါရဲ့တောက်ရိတ်ချင်လေရိုက်ပါဖေနဲ့မိတားတောင်းမဲ့ပါရဲ့မျိုးသိခဲ့ရတဲ့စိတ်တွေကိုဖွင့်ထုတ်လိုက်တဲ့အခါမှာညည်ရီဖြည်းဖြည်းကြားလာပါရဲ့ဒီလိုပြောနိုင်ဖို့ဘလောက်တောင်အားတင်းခဲ့ရလဲပြောပြလိုက်လို့လေအဖေနဲ့မေတို့စီကရှားလာမိတ်နာကျင်တဲ့စကားတွေကိုနားထောင်နိုင်မှုစူးစမ်းခဲ့တာဘလောက်တောင်မှကြာခဲ့ပြီလေအဖေသားလေးရဲ့ကျန်းမြင့်မော်ဒူးထောင်ချလိုက်ပြီးတော့သားကိုဖတ်ထားလိုက်မိရဲ့သားလေးဒီစိတ်တွေကိုဘလို့များဖုံးကွယ်ပြီးတော့ပြုံးနေလေခရုဏာသက်စာနဲ့တာရင်နှစ်ပူးပြင်ထက်အနှဲချွေလိုက်မိရဲ့ဘာမှဖြစ်ဘူးသားအဖေတို့နားလေတယ်သားစိတ်ညစ်ပြီးတော့မဟုတ်တာရှောက်မလို့ရအောင်နော်အဖေတို့စိတ်မဆုံးတော့သားဝမ်းမနေနဲ့သားဘာမှဖြစ်ဘူးဖျားဖေအဖေကိုမယုံနိုင်တယ်လို့မှကြည့်မိရဲ့အဖေမျက်နှာအခြေရိပ်တွေနဲ့
စိုးရင်ရိတ်တွေပြည့်နေပါရင်အဖေစိတ်လည်းမစိုးသလိုလဲလက်ခံပါရဲ့တားရင်တားတာမဟုတ်တာတွေရှောက်မလို့ရအောင်နော်ကျေးဇူးပါအဖေခါကိုတင်းနေအောင်ဖတ်ထားလိုက်ကြည့်အဖေရင်ကမနာကိုရင်နေအခုချိန်ထိငုံငယ်ဖြစ်နေတဲ့အမေကိုတောင်းဖြတ်ကြည့်လိုက်မိရင်အဲ့ဒီခါမှအမေကဝမ်းနဲ့မျက်နှာနဲ့ပြုံးလာတယ်တားကျွင်အမေလက်မခံကြတောင်မှလက်ခံနိုင်မှုစူးစမ်းပါမယ်တားချစ်သူခေါ်ပေးပါလားသူကတားကျွင်တင့်တော်လားမတင့်တော်လားဆိုတာအမေကိုစဉ်းစားခွင့်လေးပေးပါခွင့်နော်ဟုတ်မေခေါ်လာပေးပါမယ်တားကိုစိတ်မဆိုးလားဟင်တားလေးဒီလိုမျိုးဖွင့်ပြောအတော့ကိုစူးစမ်းလိုက်ရပါရင်စိတ်မဆိုးပါဘူးကွယ်တားဟာအမေတို့ရင်ကွဲအောင်မဟုတ်တာတွေရှောက်မလုပ်နဲ့ကွယ်နော်အမေကကျန်းပြမဝင်ထိုင်ပြီးတော့နှက်သိမ့်ပြီးအဖေကဆိုရှယ်မီဒီယာနဲ့မဝေးတဲ့သူတွေဆိုတော့တားလိုမျိုးတခြားတားငယ်လေးတွေသူတို့ရဲ့ဖြစ်တည်မှုဖွင့်ပြောပြီးတော့ဘေးရေးပြီးဖိအားပေးလာတဲ့အခါမှာတက်သေးရတွေ့ရတယ်အဖေတားတို့ဒီလိုမလုပ်ရအောင်တော့အဖေတို့အပြစ်မပြောဘူးတားလို့အရွယ်မှာမိဘတွေမသိအောင်မကောင်းတာမှန်တယ်များခိုးလုပ်တဲ့သူတွေရှိပေမဲ့လေတားဟာအဲ့ထဲမှာပါတော့ဝမ်းသာရဲ့ကွယ်စိတ်မညစ်ပါနဲ့နော်အဖေကစိတ်လိုက်မှန်ပါလုံးမအောင်စိုးရင်နေပုံမှာဟုတ်တယ်သားမဟုတ်တာလည်းမတွေးရအောင်နော်အမေစိတ်ကူတယ်တားအဲ့လိုမတွေးပါဘူးဖေနဲ့မေတားကိုယွန်သွားမှစိုးရင်မရပါဖြစ်စရာလားတားရဲ့ဒါပေမဲ့အမေပြောသလိုတားချစ်တဲ့သူတော့အမေလက်မခံနိုင်ဘူးနော်အမေစောင့်ကြည့်ပြစီအောင်တားအမေတို့ဖိုးတန်လိမ့်မို့တားချစ်တဲ့သူကိုအကဲဖြတ်ပြစီကွယ်နော်ဟုတ်မေသူမနဲ့ဖြတ်အိတ်လာမှာပါဟုတ်ပြီတားတို့ဘယ်လိုတွေ့ရလဲသူကတားတို့ကျောင်းသားမှာအကတင်နဲ့ဖွင့်ထားတယ်မေတားတောင်းမှန်ပါရဲ့ကျောင်းသားတွေမဟုတ်တာတွေလုပ်တာမဟုတ်ပါဘူးမဟုတ်တာကွယ်ကဲစဉ်းစားမိနေတော့ဟိတော့နော်တားဟုတ်တယ်သားတော့ဟိတော့နော်ဟုတ်အဖေနဲ့မေအဖေပါပြင်းနေအမေပါပြင်းကိုနိုင်ဆိုင်ခဲ့ပြီးတော့အဲကန်းထဲထွက်လာခဲ့ပါရင်မိဘနှစ်ပိုင်းကိုပေါ်ထားတဲ့မြတ်တာတရားကကိုထင်ထားတဲ့ကြီးမားတော့သိလိုက်ရတဲ့အခါမှာကိုယ်တိုင်တောင်တုံ့လုံးမိဘာပဲဖြစ်ဖြစ်အဖေနဲ့မေကိုအထူးကျေးဇူးတင်ပါတယ်အဲကန်ထဲကနေထွက်သွားရင်သားဖြစ်သူမျက်စိတစုံကြည့်မိပြီးနောက်တော့တရားကိုတရားမျက်နှာချင်းဆိုင်ကြည့်မိပြီးတော့တပြင်းဖွားပါလေးချလိုက်မိဘာမှဖြစ်ပါဘူးတောင်စိတ်ကိုလိုလက်ခံပေးရမယ်မှတ်လားအင်းမကျမတို့ရဲ့ဖိအားကြောင့်တားလေးတစ်ခုလှုပ်လိုက်မှပဲအရင်ဆိုရင်လားမိမရဲ့ပခုံးအသာပုတ်ပေးမိအရာအလုံးစင်တည်သွားမှာပါအရာအလုံးမိမဖြစ်သူကလေလက်ခံသွားနိုင်မှာပါဒီမိသားစုလေးရဲ့အရှိန်မြုံကချက်ချင်းတရားနဲ့ပဲတိဆောက်ထားတဲ့တွေကိစ္စအလုံးချက်ချင်းတရားနဲ့ဖြေရှင်းသွားပါမယ်အဖေနဲ့မေကတော့ဧည့်သည်တွေကိုဧကန်ထဲမှာထိုင်ဆောင်နေကိုကတော့အိမ်ရှိမှရက်ပြီးတော့ဖွင့်ထားတဲ့ခြံတကောင်ကိုမျောကြည့်လိုက်မိမျောတာတော့ကိုယ်ဝင်လာမယ်ကားလေးတစ်စီးကိုဖြတ်တယ်လက်ဖွားနှစ်ဖက်ကိုပွက်တန်းရင်နေစိတ်လှုပ်ရှားမှုပြေလျှော့လိုက်ပါတယ်အရာအလုံးဟာဆင်ပြေတာမဟုတ်ပါဘူးအမေကကိုယ့်ရဲ့ဖြစ်တည်မှုလက်ခံမိမေနှုတ်လက်မခံသေးဘူးအဲတွေ့တော့နှုတ်ကိုအမေလက်ခံတယ်ကိုစူးစမ်းရမှာဖြစ်တယ်လာပြီပဲခြံထဲကိုချိုးခွေးဝင်လာတဲ့ကားတစ်စီးကြောင့်ပိုပြီးစိတ်လှုပ်ရှားပါရင်ကားပေါ်ဆင်းလာတဲ့နှုတ်အဖေနဲ့နှုတ်ကတော့မြန်မာဝဲစုံနဲ့တသက်ရဲ့ဖြစ်တယ်နှုတ်ရဲ့ဖေလည်းအတူတူပဲဖြစ်တယ်မင်္ဂလာပါဖေဗျနှုတ်ဖေကိုလည်းကြည့်ပြီးနှုတ်ဆက်တယ်မင်္ဂလာပါသားငယ်အဖေနဲ့မေရှိရမလားရှိပါရဲ့ဒါဆိုမကြောက်နဲ့နော်ဘာမှဖြစ်ဘူးသားငယ်အမှန်တော့မနေ့ကအဖေနဲ့မေကိုတာအခုံဖွင့်ပြောထားပါရဲ့ချင်းတို့လေးတယောက်တည်းဖွင့်ပြောလိုက်တာလားကိုလာမပြောမယ်ဆိုတော့တယောက်တည်းကြောက်နေမှာပေါ့ချင်းတို့ရဲ့နိုးကလက်ဖွားနှစ်ဖက်ကိုလာဆုပ်ကိုင်းပြီးတော့ဂိမ်းနာသက်စွာဆိုပါရင်အမှန်တော့နိုးနဲ့သူပြောတဲ့တယောက်တည်းပြောတာပိုကောင်းလို့ပါအဖေနဲ့မေစိတ်ထဲမှာတခြားယောက်ျားရဲ့လက်ကိုဆုပ်ကိုင်းပြီးပြောရတဲ့တဲ့သူတို့ရဲ့ရင်ခွင်မှာပဲသူတို့လက်ကိုအာကိုဆုပ်ကိုင်းပြီးတော့ဖွင့်ပြောရတဲ့လိုချင်မှာပဲလေအခုချိန်ဒီအလိုလိုက်စောင်းရှောက်ကြွေးမွေးခဲ့တဲ့မိဘနှစ်ပါးရဲ့ကျေးဇူးကိုတခြားယောက်ျားရဲ့လက်ဖွားကိုဆုပ်ကိုင်းပြီးတော့ရင်ခွင်စုံခြေစုံမကန့်ချင်မအောင်အမေတို့လည်းနှစ်ဆဝမ်းနေသွားမှာတိကလိုက်တာကွယ်နှုတ်အဖေကပကုံးကိုလာရောက်ဆုပ်ကိုင်းနေပြောရင်အခုမှကျွန်တော်ရဲ့စိတ်ထားကိုသိရတော့ကိုတောင်ရှက်မိရဲ့ဧည့်သည်ရောက်နေလားငါပိုင်ဟာငါတို့အဲကန်ကြီးကထွက်လာတဲ့ကျွန်တော်ဖေနဲ့တာပိုင်ဖေတို့ရင်းရင်းနှီးနှီးခေါ်တယ်မှာနေအောင်သားဝန်သားကြီးရှောင်းလာပြီးတော့တရားပကုံးတရားအားပပရိုက်လိုက်တယ်ကျွန်တော်လည်းမင်းသားလား
ဟုတ်တယ်ရေစက်တွေကလည်းအဖေတို့ကသိရလားအဖေတို့နားသွားပြီးနိုးနိုင်မေးလိုက်တယ်ထိုအခါဖေကအဖေရဲ့ငယ်တငယ်ချင်းလေအလုပ်ကိုစီမဖြစ်ခင်ကြီးခင်းကြသေးပြီမေကျက်စားရဲ့နေရာချင်းမတူတော့အဆက်တွေတော့ပြက်တယ်လေရတယ်လေပေါ့တောင်းမွေးတော့ငါတမဆက်တယ်ရသည်နောက်ပိုင်းတော့တိတ်မဆက်သေးဖြစ်ဘူးအဲ့ဒါကြောင့်ချင်းနိုးနိုင်ဆိုတဲ့နာမည်ငါကြားမှုနေတာ哦မင်းသားလေးမွေးတော့ငါစီဖုံးဆက်ပြောလေဟုတ်တာကဲလာအဲကန်နဲ့ဝင်အောင်အခုမှစကားပြက်ပြီးတော့အဲကန်နဲ့ဝင်လာကြတယ်အဲကန်ထဲမှာတော့အမေကထိုင်ဆောင်နေနှစ်ဖက်မိမလုံးမျက်နှာချင်းဆိုင်တစ်ဖက်စီမှာအားလုံးပဲထိုင်လိုက်တယ်လူကြီးတွေကစားတဲ့ရင်းနေတော့အနေငယ်လေးတော့နှုံးနိုင်စိတ်သက်သာပါရင်နှုံးကြည့်လိုက်တော့သူကလည်းအခုမှစိတ်သက်သာရရတဲ့ပုံမှာမိမသူ့မမိသေးလားကိုယ်တငယ်ချင်းကပိုင်လीမမိပါဘူးပြန်တွေ့ရတာဝမ်းသာပါတယ်ဝမ်းသာပါတယ်ဒါနဲ့တားရီကိစ္စကြောင့်လာတာဆိုတော့ဘာသာပြောမယ်တော့မသိအောင်အမှန်ကတားရီဖြစ်တယ်မို့လက်ခံပေးနိုင်ပေမဲ့ဟန်တာပိုင်မင်းတို့အတော်လက်မခံနိုင်သေးဘူးကွယ်ဖျားတာပိုင်လန်သွားပါရဲ့အစင်ပြေပြီလို့ထင်နေတဲ့ချိန်တွေကမှမပြေတဲ့ချိန်တွေကပြန်လဲအသက်ဝင်လာပါရဲ့လူကြီးရဲ့အသားလေးခုနပြောရပျောက်ကွယ်ကုန်နေဒါစိတ်ချမ်းတောင်းတော့တားနဲ့တွဲခွင့်ပေးမိအဲ့ဒီကြရင်မင်းကိုယုံကြည်စိတ်ချရလောက်တဲ့အနေထားရအောင်လုပ်ပြပေါ့မင်းတို့ငါတို့မိဘတွေကအရေးမပါဘူးဆိုလဲသဘောပေါ့မဟုတ်တာကျွန်တော်စူးစမ်းပါမယ်ဒါဆိုမင်းကိုမေမေဟန်တာပိုင်အခုသားချွဲပါလုပ်ပေးမလဲဟုတ်ကျွန်တော်တင်တန်းကိုတခြားနေရာပြောင်းဖို့စီစဉ်ထားပါရင်ကျွန်တော်ရဲ့အကြောင်းအကျိုးဖို့ကိုကျွန်တော်ပဲတာဝန်ယူပြီးအောင်အဲ့အချိန်လေးပဲတွေ့ပါမယ်ကျွန်တော်ကိုလက်ခံနိုင်မှုအကောင်းဆုံးစူးစမ်းပေးပါမယ်ကောင်းပါပြီအကျော်လေးတင်တန်းကိုပြောင်းစီချင်တာမင်းတော်ပါရဲ့ဟုတ်ကဲ့မနေ့ကအတော်ခက်ခဲခဲ့မှာပဲဥပိုင်ရမေးရောအတော်တို့လင်မြကောင်းချင်းပြရင်ခက်ခဲတာတဲ့တောင်းကိုစိုးရင်တာကွာငါသားပါဇက်ကတောင်းကိုရွှေမသွားပါနဲ့လို့ပြောထွက်တော့ငါရင်နေတော်တော်နာတာကွာအဲ့ဒါထက်ငါတို့မိဘတွေရဲ့ဖိအားကြောင့်တားတစ်ခုလှုပ်သွားမအောင်စိုးရင်တာတားဘာမှမလုပ်ပါဘူးဖေရလေနိုးနိုင်နှကန်းဆုလိုက်တယ်ဘာလို့ကိုယ်တတ်တယ်မဲလို့ထင်နေလဲမသိပါဘူးတေးရမှာကြောက်စရာရောဘာလို့တေးရမှာလဲကျွန်တော်ကိုလက်ခံပေးနိုင်အောင်အကောင်းဆုံးကြိုးစားပါမယ်ရှင်တို့ရဲ့အဖေနဲ့မေကိုရွှေပြီးတော့တာပိုင်ပြောလိုက်တယ်ဦးလေးကတော့မင်းကိုရှုံးပါတယ်ကွယ်ဦးလေးမိမလက်ခံနိုင်အောင်လားကြိုးစားပါဟုတ်ကဲ့ပါဗျဒါဆိုလူစုံလုံးလေးထမင်းလက်စုံစားရအောင်လာမိမရေထမင်းပြင်ပေးပါအောင်အဲကန်နဲ့ကနေထမင်းစားခဲ့ကိုကိုပြောင်းလာခဲ့တယ်ရင်းနှီးရဲ့တငယ်ချင်းတွေကတားဖြစ်သူရဲ့အကြောင်းပြန်တွေ့ရတာဆိုတော့သူတို့မှပြောစရာမကောင်းမစင်ဖြစ်ပါလိမ့်မယ်အမေချပြီးထမင်းပကံနေအမေထက်ပြီးစက်သားသလုံးရောက်လာတော့အမေကိုနိုးနိုင်လဲပြီးပြုံးပြပြီးတော့ပါတော့အနှဲတပွင့်ရောက်လာပါရင်နိုးကတော့မိဘရဲ့ရှေ့မှာမိဘရဲ့ထက်ပို့ပြီးတော့အဖြစ်သေးမပြပြီးရှေ့လိုက်ငားလိုက်နေလိုက်ပါရင်မျက်နှာချင်းဆိုင်မှာထိုင်နေနိုးကိုကြည့်လိုက်တော့ကို့ကိုပဲအမြင်ကြီးနေနိုးကပြုံးပြလာပြီးတော့ချစ်တယ်လို့နှက်ခမ်းလို့ယုံပြောပါရင်ပူချစ်တယ်လို့နိုးကိုနှက်ခမ်းလို့ယုံပြန်ပြောပြီးတော့နှစ်ယောက်သာပြုံးလိုက်မိကြတယ်ထမင်းစားနေရဲ့မိဘရဲ့ရှေးဟောင်းနောက်ဖြစ်အကြောင်းတွေကိုနားထောင်ရတယ်ဒီလိုနေရာထိရောက်လာအောင်ကြောဖြတ်လာခဲ့ရတဲ့အခက်ခဲတွေကျင်လည်ခဲ့ရတဲ့နေရာတနေရာချင်းစီရင်ခက်ခဲပုံတွေကိုမိဘချင်းချင်းပြန်လဲဆွေးနွေးပြောဆိုတော့အခုတတရာပဲနေလိုက်ရတဲ့ဘဝကိုရှောင်းလုပ်ပေးခဲ့တဲ့ကိုယ့်ရဲ့မိဘရဲ့စာနာမိပါရဲ့အဲ့လိုဝမ်းနဲ့ဖွယ်ရအကြောင်းအရာတွေကမိဘတွေရဲ့တငယ်ချင်း၃ယောက်အလွဲတွေဟာရှေးမောစရာပဲဖြစ်ပါရဲ့အမေတို့စကားနားထောင်လိုက်နှုတ်ကြည့်လိုက်နေကျွန်တော်နဲ့ဘဝပြည့်စုံနေခဲ့ပါပြီဟုတ်ကဲ့ပြည်သက်ညာရှင်စာရေးသူဆိုရီပတ်ရေးသားထားတဲ့ Oh my god ဆိုတဲ့ဇလန်လေးရဲ့အပိုင်း30ကတော့ဒီနေ့မှာပြီးဆုံးပါပြီနောက်ထပ် extra လေး3ပိုင်းပဲကျန်တော့ရပေါ့နော် extra လေး3ပိုင်းအားဆိုရင်မိနစ်90ဝန်းကျင်လောက်ရှိမယ်ပေါ့နော်အဲ့ဒါလေးကိုနောက်နေ့မှထပ်ပြီးတော့ဖတ်ပြတင်ဆက်ပေးမှာပါလိုက်ပါအားပေးနားဆင်ခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။တာယာပျော်ရွှင်စရာနေတဲ့တူပိုင်ဆိုင်ပါစေလို့ဆုမကောင်းတောင်းရနေပင်ဒီနေ့တင်ဆက်မှုလေးကိုဒီမှာရှင်းလာလိုက်ပါပြီရှင်။